ပိုင်သည်စင်ကာပူနိုင်ငံတွင်စီးပွားရေးဖြင့်ကျောင်းပြီးထားပြီးကမ္ဘာနံပါတ်1 Tony Robbins တင်နန်းများခေါင်းဆောင်မှုဂုရုကြီး Jeffrey Maxwell တင်နန်းများကမ္ဘာကျော်တစ်နှစ်ကိုလာစီးပွားရေးတင်နန်းများနဲ့မီလီယံနာမိုင်းစမ်းဆွေပတိတင်နန်းများကိုစင်ကာပူထိုင်းနဲ့ပြည်တွင်းပြည်ပသို့လေ့လာသင်ကြားခဲ့ပါတယ်ဆရာစင်ကျိုးပိုင်သည်အာဆီယံနိုင်ငံများစင်ကာပူထိုင်းနဲ့ဗီယက်နမ်နိုင်ငံများရှိနာမည်ကြီးတက္ကသိုလ်များသို့လည်းပညာရေးလေ့လာရေးကြီးထွက်ရှိထားပြီးစီးပွားရေးအကြံပေးဖြစ် UNC မှတများတွင်၎င်းအစိုးရဝန်ကြီးဌာနအဆင့်စီးပွားကူးသန်းဝန်ကြီးဌာန SME ဌာနများနှင့်တယ်လီနောကိုယ်စားလှယ်များကုမ္ပဏီကြီးများတွင်လည်း Corporate Training ကုမ္ပဏီထိပ်ပေါ်တင်နန်းများအားအဖွဲ့အစည်းပေါင်း100ကျော်သို့အားပေးဆောင်ရွက်ခဲ့ပါတယ်။အရှိဖြစ်အောင် business လုပ်ရအဲ့ဒါအဖြစ်ဒီနိုင်ငံဆင်းရဲတယ်ဆိုတာအကြောင်းရင်းရှိတယ်အဲ့ဒါပဲ။ပတ်စံအလုံးဘယ်ထက်ရောက်နေလဲ။ရာခိုင်နှုန်း90ဆရာပြောရတယ်90ဘယ်ထက်ရောက်။ဘန်ဘေးတယ်အဲ့နေတဲ့ငွေသေနေတဲ့ငွေပတ်စံရှိတယ်လို့မပြောအကုန်လုံးသေနေတဲ့အဲ့ငွေတွေအားလုံးအဲ့တော့ဟုတ်ပြီစီးပွားရေးသမားတယောက်ပေါ်အောင်ဆရာတို့အားပေးရမှာဒါတာဝန်ပဲနော်ဆရာတို့စုံထွန်းတဲ့သမားတို့ရဲ့တာဝန်ပဲသမိုင်းပေးတာဝန်ဒီတာဝန်ကိုဆရာတို့ကထမ်းရောလူငယ်တွေထဲမှာပတ်စံရလာပြီဆိုရင်မသုံးပါနဲ့ငန်းဒီငန်းကိုမွေးမှဒီရွှေဥကိုဥလို့ရဒီလုပ်ငန်းတွေကိုမွေးမြူဖို့လိုတယ်ဒါကြောင့် group of company တွေသိမ်းပေါင်းတောင်းတဲ့ရှိတိဆောက်မှာ business တွေဒီခုလိုတိုးတက်တော့ခဏကဆိုပြောနေပတ်စံဆက်မပေါ်ဘူးလားအဲ့ company ကိုပဲ public ကိုပြောင်းလိုက်တာနဲ့အခုဆရာတို့ဆိုရင် public ပြောင်းပြီဆိုတာနဲ့ဆရာပြောရတယ်အခုရှယ်ယာရှင်တွေပေါ့အရှိမလဲပါပါတယ်နောက်ထပ်3ဆတက်လာလိမ့်အခု3000လောက်4000လောက်ရှိတယ် public company ပြောင်းပြီဆိုတာနဲ့သိမ်းပေါင်း3သိန်းဖြစ်ပြီအဲ့ company ကအများပြည်သူရှိကနေသိမ်းပေါင်း4000ထုတ်ရောင်းဝင်ရှိအဲ့တော့ကျန်ပြီးပြီဒီမှာဆရာတို့ကဟုတ်လားဆရာတို့ကျန်အဲ့တော့အဲ့ဒီလိုအဆင့်ဆင့်လုပ်လို့ရတဲ့ဒီ level တွေလမ်းစဉ်တွေရှိပါလဲနဲ့ why ဘာကြောင့်ဆရာတို့နိုင်ငံဆင်းရဲနေတယ်လဲ why ဘာကြောင့်အဖြစ်ရပါလဲဒါပဲ risk ပဲဒီ risk ကိုမယူရဲကြအဲ့တော့ဒီနေ့အားလုံးကို risk ယူမဲ့သူအားလုံးပေါ့နော်အပြိုကြီးတွေလူပြိုကြီးမိန်းမယောက်ျားမယူရင်နေဘာတော့ယူ risk တော့ယူ risk ယူမဲ့သူဘယ်နှယောက်ရှိလဲလက်လေးထောက် risk ယူပြီးတော့အိမ်ပြန်ရောက်ပြီဆိုရဲရင် investment လုပ်ပါပေါင်းကြစမ်းပါနော်ဗုဒ္ဓရဲ့လမ်းစဉ်ကိုယုံသောအဖြစ် share လုပ်ကြခုဆိုအမျှလုပ်ပေးကြပါဒါမှဆရာတို့တကယ့်ကိုဆရာတို့ကဒီနိုင်ငံကိုရှေ့ရကြမယ်တိုနိမမဟုတ်ရင်တော့ဟိုမေတ္တာနဲ့သစ္စာမညီဘူးအဲ့ဒါလည်းပြောချင်သေးတယ်နော်မေတ္တာသစ္စာမညီဘူးမေတ္တာကတော့ပို့လိုက်တာတခါတည်းရွတ်လိုက်တဲ့မေတ္တာဒါပေမဲ့သစ္စာမပါဘူးမေတ္တာသစ္စာဆိုတာတူလားမေတ္တာဆိုတာဓာတ်သစ္စာဆိုတာကတကယ်ကိုစုပ်ကင်ပြလို့ရတဲ့အရာအမှန်တရားအမေကြီးကျမ်းပါပါစေဆိုပြီးတော့ဗာပို့လိုက်တာလေစေးတစ်လုံးမှမပါတော့နော်ကြီးရေကျောက်ကောင်တွေကျေးဇူးပဲနော်ဘာမှမတိုးပေးဘူးကျေးဇူးပဲအမြဲတမ်းသူပို့နေဟိုသစ္စာရှိရတခုခုပေးရနော်အားလုံးသိမ်းပေါင်း1000ဖြစ်ချင်လိုက်တော့ငါစာရေးလေးတွေ့ရမှာပါလာလို့ပေးချင်တာခုပေးလိုက်လေဒီမှာလေတခါလေးကြုံပေးလိုက်တခါမေတ္တာနဲ့သစ္စာကြီးရဘာနဲ့ကြီးရမေတ္တာသစ္စာမငြင်းအလုံးမဖြစ်ဘူးဟုတ်လားအဲ့တော့ဒီနေ့အားစပြီးချမ်းသာခြင်းနဲ့ဆိုတာမေတ္တာတက်ဟုတ်ပြီအဲ့မေတ္တာတက်ခဲ့နောက်မှာဘာတက်ပါမလဲသစ္စာတက်ပါလက်တွေ့ဆရာတို့အားဖြင့်အလုပ်လုပ်ပါเนาะဒါလေးနဲ့ဆရာလေးစားရှိခင်ဆိုအားပေးတယ်ကဲဟုတ်ပြီအဲ့တော့ဒီနေ့ဒါ business financing seminar ဆိုတော့ business finance နဲ့ပတ်သက်ပြီးတော့ငွေကိုလုပ်ငန်းတွေမှာပေါ့เนาะငွေတွေပါတယ်ဒီထက်ပို့ပြီးတော့တိုးတက်ရှင်တဲ့သူရှင်လက်လေးထောင်မြင့်လေး okay say yes ဟုတ်ပြီเนาะဆရာတော့တိုနီရိုဘင်နဲ့လည်းနေလားငါလားတူတော့เนาะသူကတော့ရက်ကအခြေကြီးပဲကမ္ဘာနံပါတ်1တိုနီရိုဘင်ကြီးကိုเนาะအားကြတဲ့သူဘယ်နှယောက်ရှိလဲလက်လေးထောင်သူ့ကျေးဇူးဆက်လိုက်အောင်မရောက်တော့နေเนาะဆရာကတိုနီရိုဘင်နဲ့တူတဲ့2ချက်ရှိတယ်နံပါတ်1အရင်မောင်းတိုနီရိုဘင်ကအရက်ကတော်တော်ရှိတာဆရာဒီလိုမင်းတော့သူ့အရက်ကိုမမှီသေးဘူးတိုနီရိုဘင်ကတော်တော်ရက်ရှိအခြေလူကထော်ကြီးเนาะထော်ကြီးအော်ရင်လည်း say yes ဒီလိုကြီးအော်အဲ့လိုမျိုးအော်ပြီးတော့ပြောတာ12နာရီကိုဟောနိုင်သူ့ပါဝါကြောက်ခမန်းတိစင်ကူမှာတင်တော့တက်ဘူးလေ9နာရီကနေည9နာရီကိုကတော့ဘိုက်တွေစားပြီးတော့2နာရီလောက်ဆိုမခံနိုင်တော့ဘူးထွက်ပြီးဘိုက်စားသူကလုံးဝအေးဆေးပဲဟောနေတော့နော်12နာရီကိုဟောတာအဲ့လိုကိုဟောတာ10နဲ့6လိုက်လုံးဝမတက်ရဟောလိုက်နည်းနည်းညောင်းရင်ထိုင်လိုက်အဲ့လိုကိုတောက်6ပါဝါနဲ့ဟောတာ12နာရီကြာစင်ကူမှာကြောက်ခမန်းတိဟောတာโอเคအဲ့တော့အဲ့ဒီပုံကိုကြီးတွေပါဝါနဲတာမဟုတ်ဘူးအဲ့တော့ तू ကကျင့်တာတိုနီရိုဘင်တို့ကကြာတော့โอเคအဲ့တော့တိုနီရိုဘင်နဲ့ဆရာကဒါကဘဝနဲ့ပတ်သက်ပြီးတော့နည်းနည်းတူတဲ့အရာလေးပေါ့နော်ဘာတူလဲဆိုရင်ဆရာခဏခဏပြောပါတယ်ဘာတူလဲလက္ခဏာတူတယ်တချို့တည်းလက်ခုပ်လေးတီးအားပေးလိုက်ပါဆရာလက္ခဏာဆိုတော့ဆရာရဲ့ကျွန်တော်လည်းလက္ခဏာရှိတာပဲသူနဲ့တူမှာမတူဘူးဒီမှာလက်ကတစ်ချောင်းပဲရှိတယ်လက္ခဏာဒီတစ်ချောင်းသမားတွေကကြောက်ဖို့ကောင်းတယ်လုံးမဟဲ့ဆိုရင်မဖြစ်မနေလို့တယ်သူကပြက်သားတော့လက္ခဏာဒီပြက်သားတယ်လုံးမဟဲ့ဆိုရင်ပြက်သားတယ်ဒီမှာလက်သိဆုပ်တာတစ်ချောင်းပဲရှိတယ်
အဲ့လိုမျိုးပြတ်သားတယ်ဖြစ်အောင်လုပ်မယ်ဆိုရင် mass ပဲဘယ်သူမှတာလုံးဝမရအောင်ဆရာအမေပြောလည်းမရအောင်ခေါင်းတော်မာတဲ့ကောင်နှစ်ဖေဖော်ဝါရီ29တော်တော်လေးထူးကြတယ်၄နှစ်မှတစ်ချိန်အမေရလည်းအဲ့ဒီနေ့မွေးပေးထားတာမသိဘူးနော်အဲ့တော့ဆရာတို့တချို့အရာတွေမှာဆရာပြောချင်တာက role model ဆိုအဲ့လိုရှာကိုအားကြတဲ့သူတယောက်နဲ့ငါဘာတူလဲလိုက်ကြည့်အခုကဘာတူလဲဟောငါဘာမှတူစရာမရှိဘူးအဲ့တော့အားမကြပါဘူးကွာ तू ဟာ तू ဖြစ်တာငါတော့ဖြစ်မှာမဟုတ်တူတဲ့အရာလေးကိုနည်းနည်းလိုက်တူပါဟမ်တူတဲ့အရာလေးတူโอเคအဲ့တော့ဆရာကဒီဒါတိုနီရိုရဲ့အကျေးဇူးကိုဆက်ထားပါအဲ့တော့ဟုတ်ပြီ business financing ဆိုတော့ဒီချမ်းသာမှုနဲ့ပတ်သက်ပြီးတော့ဗောနော်ဆရာရောက်တုံးလေးဒါလေးတွေအားပေးချင်တော့အဲ့တော့၃ချက်အကြံလေးပေးလိုက်ချမ်းသာဖို့အတွက်နံပါတ်1ကပါလေနံပါတ်1ဒီမှာအောက်ဆုံးမှာဆရာတို့အောက်ဆုံးကနေပြောမယ်အောက်ဆုံး share capital ချမ်းသာခြင်း share capital မြင့်လိုက်ကုမ္ပဏီထောင်လိုက်3,000ရဘယ်လောက်ရပြီချာလေး3,000ဆရာစပြီးတော့ကုမ္ပဏီထောင်လိုက်တဲ့အချိန်မှာ3,000အဲ့ဒါနဲ့တမှုသိမ့်အောင်3,000ဆရာကျွန်တော်ကုမ္ပဏီဆရာဘယ်လောက်ပေးမယ်ကြောက်မယ်ဆရာရန်ကုန်ဘယ်လောက်ယူကျွန်တော်ဘယ်လောက်ယူမယ်အဲ့ဒါနဲ့မိတ်ဆွေတယောက်ခင်ဗျားတော့ဘယ်လောက်ယူ25ရန်ကုန်ယူဆရာတော့ဘယ်လောက်အဲ့ဒါကုမ္ပဏီသေးသေးလေးဆိုရင်1,000စတန်နော်အဲ့တော့ကုမ္ပဏီသားနည်းနည်းလေးကြီးမယ်ဟဲ့နည်းနည်းလေးအောင်မြင်ပြီဆိုလို့ရှိရင်9,000 1,000တင်လို့ရပြီလေဟုတ်ပြီနော်အဲ့ဒါပတ်စံနေပဲ that's called the money ကို့မှာကုမ္ပဏီရှိနေအဲ့ဒါပတ်စံရှိတယ်ကုမ္ပဏီနည်းနည်းကြီးကြီးမားမားဆို9,000 1,000ညတန်နေအဲ့ဒါကုမ္ပဏီရဲ့ပတ်စံပဲဆရာတို့တော့ group ဖြစ်သွားပြီဆိုရင်1,000 ကျော်တန်သွားပြီအဲ့ဒါပတ်စံနေပဲ share capital တွေရှိတယ်ကို့မှာပတ်စံရှိတယ်အဲ့ဒါတွေကိုပတ်စံအဖြစ်ရှာလို့ရအခုကဘာဖြစ်နေလဲဆိုတော့ဆရာတို့အားလုံးကဖြစ်ပုံနော်ရေစားလိုက်တာကွာရေစားလိုက်တာရေကဘယ်မှာလဲအောက်မှာခုထိုင်ထားနော်အဲ့လိုဖြစ်မနေဘူးလားရေစားလိုက်တာကွာရေကအောက်မှာအများကြီးပဲကိုကုမ္ပဏီခုထိုင်ထားပြီးတော့ငွေလိုတယ်ပြောနေအဲ့ဒီငွေအကုန်ဖန်တီးလို့မရဘူးလားနော်ဆရာဘုရားမှာငွေဆိုတာဒါနဲ့ပဲဖန်တီးခဲ့တာပဲ share တွေကိုပထမအဆင့်ကုမ္ပဏီကိုသိန်းပေါင်း3,000တင်ပြီးတော့ရောင်းစားစားညတော့1,000ပေါ့အဲ့မှာကုမ္ပဏီ share ထပ်ခေါ်တဲ့အချိန်မှာ3,000ကနေ9,000 8,000 1,000အခုတချို့ကုမ္ပဏီအကုန်ပေါင်းလိုက်တယ်1,000ခွဲအခုကုမ္ပဏီ3ခုပေါင်း3,000အဲ့ဒါအားလုံးကကုမ္ပဏီကိုပဲ share capital မြင့်ပြီးတော့ပတ်စံဖြစ်ဖန်တီးတယ်လုံးလို့မရဘူးလားလူငယ်တွေလုံးမယ်ဆိုတဲ့သူဘယ်နှယောက်ရှိလဲလက်လေးထောင်အိုးချမ်းသာပြီးကုမ္ပဏီသားစထောင်ကျန်တော့ကုမ္ပဏီပိုင်းရှင်တွေဖြစ်တော့မှာတကယ်ပြောတာဒါပဲဆရာတို့ကပတ်စံဆိုတာ this is called the money ချမ်းသာဆိုတာဒါပဲလေကုမ္ပဏီတွေအများကြီးထောင်တယ်ပြီးလို့ရှင်အဲ့ဒါကြီးကို public တင်လိုက်အဲ့တော့ဘာဖြစ်သွားချမ်းသာသွားကုမ္ပဏီကချမ်းသာဒါကြောင့် share မှာ capital မှာပတ်စံတွေဖြစ်ပါတယ်နောက်တစ်ခုကဆရာတို့ပတ်စံတွေပါလို့ရင်ဒီမှာအရေးကြီးတာဘာလို့อ่ะ supplier credit supplier ကမနှက်ဖန်ပေးမှာမဟုတ်တလားလောက်ထားလည်းမရဘူးလားရတာပေါ့လှဲ့ငွေလို့ခေါ်တယ် supplier ငွေနဲ့လှည့်မယ်3,000နောက်3လအောင်မှပေးလိုက်တယ်ဒီငွေ3,000ကအများကြီးပြန်ပို့အောင်လုပ်လို့ရတယ်အဲ့ဒါကိုဆရာတို့က supplier credit နဲ့လည်းပတ်စံတွေအများကြီးလှည့်လို့ရတယ်ကို supplier တွေအများကြီးရှိတယ်နောက်တချို့ဆိုရှိတယ်လေကားတွေဟုတ်ပြီနော်ဆိုလို့ကျင်တာရောင်းပြီးမှသူ့ရဲ့ကားကိုပေးရမယ့်ဟာတွေရှိတယ်လေတင်ထားခမရကားရောင်းပြီးမှဘယ်လောက်မြတ်မှပြန်ရပြီးရင်ကိုကအမြန်လေးပြီးပြီဒီလိုနဲ့ငွေတွေအများကြီးလှည့်သွားတာအများကြီးပဲအများကြီးဟုတ်ပြီနော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ဆရာတို့က supplier credit money နဲ့လှည့်လို့ရတယ်ငွေအများကြီးလုပ်လို့ရတယ်ဆိုလို့ကျင်တာနောက်ဆုံးကတော့ရေးကြည့်တယ်ဘာလုပ်လို့ရဘန်လုံးဘန်လည်းခေါင်းကပြောသူဝင်လုံးမှလုံးပေးတာနောက်ဘန်နဲ့မလုံးရင်လုံးဖို့မရအောင်နောက်တော့ဘန်နဲ့လုံးကြဖို့လည်းလိုတယ်နောက်ဘန်လုံးဟုတ်တယ်ဘန်လည်းလုံးမှလုံးပေးတာအဲ့တော့ဘန်ရှင်းငွေရောမရဘူးလားဘန်ရှင်းငွေလည်းလုပ်လို့ရနော်ဘန်ရှင်းငွေအဲ့တော့ဆရာတို့မြန်မာနိုင်ငံမှာရှိတဲ့တသေးတော်တော်များများကဘန်လုံးကုန်ယူတယ်နောက်ဆရာသိတဲ့လောက်အကုန်လုံးမနေ့ကတသေးတယောက်ကဗီဒီယိုဆရာပြန်လေ့လာကြည့်တယ် YouTube မှာရှိပါတယ်သူ official ပြောပြထားတယ်နော်ဒါတသေးတွေအားလုံးအားရစရာပဲနောက်သူ့ရဲ့ equity ရဲ့ ratio ရဲ့20 to 25ဒီကျွန်တော်တို့မှာလည်းကျွေးရရှိတယ်အဲ့ဒါတထေးကြီးပြောတဲ့စကားလားတကယ်မြန်မာနိုင်ငံမှာရှိတဲ့1 to 10တထေးတွေတောင်မှသူတို့ရဲ့ capital ratio ရဲ့ဘယ်လောက်25ဆိုတော့20ထားသိန်းပေါင်း3သိန်းရှင်3သိန်းရဲ့20ဆိုရင်ဘယ်လောက်သိန်း2000အကျွေးရှိတယ်ဘဏ်လုံးနဲ့ credit ယူလို့ရတယ်ရှင်းငွေနဲ့လက်ပတ်နေတဲ့လုပ်ငန်းတွေအများကြီးပဲမြန်မာနိုင်ငံဆရာရင်းနေတဲ့ကုမ္ပဏီတွေဆိုရင်ဒီလိုပဲလုပ်နေရသိန်းပေါင်း1000လို့ဘာလို့ညာတို့ခါကြရင်ဆရာ BOD တွေထဲမှာလည်းကြီးတွေပါတယ်တချို့ဆိုပြောရင်ဆရာစင်ဘယ်လောက်သိန်းပေါင်း1000တချို့မိတ်ဆွေတွေဆိုသိန်းပေါင်း3သိန်းအဲ့လိုကိုလုပ်ကြဟုတ်ပြီနော်အဲ့တော့ဒီလိုတွေရောလုပ်လို့မရဘူးလားဘဏ်နဲ့လုပ်လို့ရပါတယ်အဲ့တော့ဘယ်နှချက်3ချက်အဲ့တော့ကိုယ့်လုပ်ငန်းမှာ business ကို financing လုပ်လို့ရတဲ့နည်းလားဘယ်နှချက်ရှိတယ်3ချက်ရှိတယ်အဲ့ဒါလေးကိုရတယ်ဆိုရင်ပြန်ရောက်ရင်လုပ်ပါဒါကြောင့်ဒါကဆရာပြောလိုက်တာကဒီနှစ်ဖြစ်စေဆိုတော့နောက်10နှစ်မှာကိုကလုပ်ငန်းကြီးထွားလာတဲ့အခါဒါမလုပ်လို့မရအောင်ဒါကိုဆိုတော့ငွေကိုလှက်နိုင်သလားလှဲ့မှာစီးပွားရေးဆိုတာငွေလဲလို့ရဒီလိုကျင်တဲ့ကြတဲ့ရအောင်ကိုတော်ဆိုသေးတယ်ဒါကြောင့်ဆိုတော့ငွေကရှိတော့ရှိနေမှာပဲကိုမလှက်တတ်တာ
နော်မြန်မာနိုင်ငံမှာအခုပြောပြမယ်မြန်မာနိုင်ငံကြီးမှာရေမရှိဘူးဆိုတာဖြစ်နိုင်ပါ့မလားကိုယ်အိမ်မှာရေမရှိလားပိုက်မတော်မေးလို့ရေရတဲ့နေရာတွေဘယ်နှမ်းမှကိုမလိလာထားဟုတ်လားအဲ့တော့ရေတွေအများကြီးရှိတယ်ဒါကြောင့် business man မှန်တယ်များငွေကိုလှက်ပြီးတော့ management လုပ်ကြရမယ်ဒါလေးကိုဆရာအနေနဲ့အားပေးချင် okay အဲ့တော့ဒီနေ့လှုပ်ဝက်ချက်လေးပြောမယ်ကဲဒါလေးပဲအားလုံးလောကကြီးနဲ့ပတ်သက်ပြီးမိဘဆရာသမားလုပ်ဖို့ခိုင်းမှများကျေးဇူးရှိတဲ့သူတို့ကယ်ခြင်းတဲ့သူရင်လက်လေးထောင်းအဲ့လက်ထောင်းတဲ့သူတွေကိုရင်ကယ်အောင်ဟုတ်လားနော်ကိုကသူမြောက်ကယ်ခြင်းတယ်ဆိုကိုဘယ်သူရင်ကယ်ကိုရင်ကယ်အမေမပူနဲ့ကိုကနစ်နေပြီအဲ့လိုဖြစ်နေရောအဲ့တော့ကိုရင်ကယ်အောင်အဲ့တော့ကိုကသီလသမာဓိပညာဒါကြောင့်တိဆောက်လို့ပဲသူများကယ်ခြင်းကိုက strong ဖြစ်ရမယ်လေသီလသမာဓိပညာအားကောင်းမှသူများကယ်လို့ရအဲ့တော့တရားပို့ခြင်းနော်ဆိုလို့ကျင်တာကအဲ့တော့ဟုတ်ပြီဘယ်လိုကယ်မလဲကယ်မယ်ဆိုရင်ကိုကစီးပွားရေးတစ်ခုအောင်မြင်လုပ်ပေါ့ဟုတ်ပြီနော်အဲ့မှာ level တွေဆရာ ratio ပြထားတယ်ချိန်ဝင်လိုပဲဒါ financial leverage formula လို့ခေါ်တယ်မှတ်သွားကိုယ့်ရဲ့ငွေကိုဘာလုပ်ထားလဲ leverage ကုတ်အားကဲဟုတ်ပြီဆရာတို့ကလောကကြီးနဲ့ပတ်သက်ပြီးကုတ်အားဆိုတာမရှိဘူးလားကိုအားနဲ့မကယ်နိုင်တဲ့အရာကိုဘာအားနဲ့ကယ်လို့ရတယ်ကုတ်အားနဲ့ကန်လို့ရတယ်ဆရာအခုလူပေါင်းအမီးရဆိုင် group ဆိုလို့ရှိရင်ဆိုပါတော့ဥမာလူအများကြီးပဲရှယ်ယာတွေပြန်ပေးရတာနဲ့နှစ်စဉ်ကိုသိန်းပေါင်းနဲ့ရှိ target ထားဟုတ်ပြီအဲ့သိန်းပေါင်း1000နဲ့ရှိကိုဆရာဦးစင်မျိုးပိုင်တယောက်တည်းချဆိုရင်ရှာနိုင်မှာမလားဘယ်ရှာနိုင်မလဲဥမာအကြံပေးကဆရာကိုဖိတ်သိန်းရာခိုင်နှန်းလေးပဲပေးတာလေကုမ္ပဏီတစ်ခုကမှဆရာကိုဖိတ်တချို့ကုမ္ပဏီမှာအများဆုံးသိန်း50လေတင်တန်းကြီးမှာသိန်း50ဆိုတော့ဆရာမြောက်ကြည့်တယ်ငါရှာနိုင်ရင်သိန်း1000နဲ့မပို့ဘူးဒီကုမ္ပဏီကနော်တကယ်ပြောတာဆရာတကူရေတကန်ရတာလေအလုပ်လုပ်ရင်ဆရာသိန်း1000ထက်မပို့ဒါဆရာ income limited ဖြစ်အဲ့တော့ဆရာဘာလုပ်ရလဲဆိုဟုတ်ပြီဒါကိုငါ system ဖြစ်ပွားမယ် group of company တိဆောက်လိုက်မယ်ဆိုရင်သိန်းပေါင်း1000နဲ့ရှိရှာလို့မရဘူးလားရပြီပေါ့ကုမ္ပဏီကပတ်စံရှာနေတယ်ဟုတ်ပြီနော်အဲ့ဒါကိုအားလားကုတ်အားလားဒါပဲအဲ့ဒါ leverage power လို့ခေါ်တယ်ကိုမနိုင်တဲ့အားဆိုရင်ကုတ်အားနဲ့တွန်းလို့ရဟုတ်တယ်နော် crane တွေကြည့်လေလူတွေမားလို့မရတဲ့ဟာကိုဘာနဲ့မှ crane is called အလီဘာဘာကဘာကြီးကိုပြောင်းလဲခြင်းနဲ့အလီဘာဘာနဲ့ပြောင်းတာကျမ်းမပြောင်းတာမဟုတ်ဘူးအလီဘာဘာကိုဖျက်အောင်လုပ်ဘုကြောင့်အောင်ဆန်းမြန်မာနိုင်ငံကိုလွတ်လပ်ရအောင်လုပ်တယ်ဆိုတာသူ့တက်မတော်ဖွဲ့သွားတာဖတ်စာပါလာကိုသူဖွဲ့ဥဆောင်ပြီးတော့သွားတာကုတ်အားတစ်ခုယူကအားတစ်ခုမယူဘဲနဲ့မရဗုဒ္ဓဆိုတာသာသနာပြုသွားဗုဒ္ဓဘာသာကိုတိဆောက်ပြီးမှကုတ်အားနဲ့ပြုတာခေါင်းဆောင်ဆိုတာကုတ်အားကိုယူအဲ့ကုတ်အားဒီကိုလားအဖွဲ့အစည်းလားဒါကြောင့်တန်ဃာဆိုတာအဖွဲ့အစည်းကိုခေါ်တယ်တချို့ကတန်ဃာဆိုရင်ဖုံဖုံတွေပဲရှိခိုးတဲ့တန်ဃာဆိုတာအစုအဖွဲ့အစည်းကိုခေါ်တယ်အဲ့ဒီအားတစ်ခုကိုတိဆောက်ရဟုတ်ပြီနော်အဲ့တော့ဒီစရုပ်ရဲ့ constitution တစ်ခုဖွဲ့စည်းပုံတစ်ခုလုပ်ငန်းကြီးတစ်ခုကိုတိဆောက်ရင်သိန်းပေါင်းသိန်းနဲ့ရှိရဟိုမှာကြည့်စရုပ် public ပြောင်းလိုက်ပြီကဲဟုတ်ပြီ group of company တောင်းနဲ့ကဲလို့မရဘူးနော်အမေဖေမိဘဆရာလောက်ပေါ်ကိုင်မဲ့များလာပြီတနိုင်ငံလုံးကကို့အမျိုးတွေပဲလေဟုတ်လားအခုဒီထက်ကလာတဲ့သူတွေအားလုံးကလည်းဆရာနဲ့အမျိုးတော်လို့လာတွေ့တာဟုတ်လားယုံလားယူနေသူချင်းလက်လေးထောင်းအဲ့မယုံတဲ့သူတွေကအဲ့ဒါဗုဒ္ဓဘာသာမဟုတ်သေးလို့ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်တယ်ဆိုရင်တွေ့သမျှသူအားလုံးကကိုယ်နဲ့လုံးဝဆွေးမျိုးမခင်ဘူးနော်ဆရာတို့2050ရှိတယ်ကိုယုံလား2050ရှိတယ်ဆိုတာကိုယုံလားဒါဆိုလို့ရှိရင်နှစ်ပေါင်း9000ရှိတယ်ဆိုတာကိုယုံလားတက္ကသိုလ်9000ရှိမယ်ဆိုတာကိုယုံလားဒါဆိုရင်မေးကြည့်မယ်တုံညနှစ်ရှိတယ်ဆိုတာကိုယုံလားဒါပဲအဲ့တုံညနှစ်မှာလူပေါင်းများစွာနေခဲ့အဲ့ဒီမှာကိုလည်းပါတယ်ကိုမိဘတွေလည်းပါမယ်အဲ့လူတွေအားလုံးကအခုဒီလူတွေဖြစ်ရင်ဖြစ်မယ်ဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီတုံညဘဝမတိုင်ခင်ဟိုနှစ်ပေါင်း1500ဟိုတုံညရဲ့နောက်ဆုံးက1500တော့ဘယ်သူတွေလဲတွေးကြည့်ရင်ဒီလူတွေအားလုံးကလုံးဝမကင်းအဲ့တော့ဘယ်ချိန်ဂျေဇုဆက်မလဲဆရာမေးမှာကဲဘယ်ချိန်ဂျေဇုဆက်ကြဆရာတို့ဒီနေ့ဆက်လိုက်နောက်ကဒီနေ့ဂျေဇုဆက်တာပဲကိုရှိသမျှအကြံဉာဏ်ပေးလိုက်တယ်တချို့လဲဆရာရဲ့အကြံဉာဏ်ကြောင့်သိန်း1000တိုးဖို့ idea ရသွားမယ်တန်တယ်တချို့လဲသိန်းပေါင်း1000လောက်တက်သွားပြီဟာဆရာသိန်းပေါင်း1000အိမ်မက်အဲ့ဆိုရင်ဆရာဂျေဇုပြုတာဒါဂျေဇုဆက်လက်ခုလေးတီးပြီးတော့အားလုံးဂျေဇုပြုပါဂျေဇုဆက်လိုက်ပါเนาะအဲ့တော့ဟုတ်ပြီအဲ့တော့ company တစ်ခုဟာသိန်းပေါင်း3သိန်းပြောင်းခြင်းဘာကိုပြောင်းလိုက်ပါ public ပြောင်းလိုက် public company ပြောင်းရင်ဆရာဒီနေ့အားလုံး formula ပေးလိုက်မယ် group of company ဒီဆရာတို့က company တစ်ခုဖွဲ့မယ်ဆိုရင်အနည်းဆုံးဒီ company သေးသေးလေးရ share ချင်း50ခေါ်လို့ရဘယ်လောက်ခေါ်လို့ရ50ခေါ်ကြိုက်တဲ့လောက်ခေါ်မှ50ခေါ်ဒါပေမဲ့ limited 50ပဲခေါ်လို့ရ group of company 3ခုပေါင်းနေဆိုရင်150ဒီခေါ်လို့ရဘယ်လောက်ခေါ်လို့ရ public ခေါ်လိုက်မယ်ဆိုရင် unlimited ခေါ်ခြင်းတဲ့လောက်ခေါ်တွက်ကြည့်ပေါ့ခေါ်ခြင်းတဲ့လောက်ခေါ်10သိန်းလောက်နဲ့ပဲခေါ်မလား3သိန်းနဲ့ပဲခေါ်မလားသိန်း100ပဲခေါ်မလားသိန်း1000ထိခေါ်မလားကျမ်းမလို့သိန်းပေါင်း1000လောက်ပြီးခေါ်မလားပြီးပြီအဲ့တော့ပတ်စံကိုဆရာတို့ကဒီလို leverage လုပ်ကြတယ်ကပ်ပါ
အဲ့တော့ဒီစနစ်တွေမဖွင့်ပြလို့ဆရာတို့နိုင်ငံဒီလိုဖြစ်နေတယ်လို့ယုံတယ်ယုံတယ်လို့ရှိရင်လက်ထောက်ဒီလိုစနစ်တွေမဖွင့်ပြလို့ဟုတ်လားအဲ့တော့ဒါတွေကိုပွားပေးကြဟုတ်ပြီနော်ဆိုလို့ကျင်တာကိုယ့်ရဲ့အနည်းဆက်ဆုံးလူတွေကိုလှုပ်တက်အောင်သင်ပါနော်လှုပ်တက်အောင်သင်ပါနော်အဲ့တော့ဒါလေးတွေဆရာအနေနဲ့ laboring power ကိုမမီတဲ့အရာတွေကိုကုတ်အားဖြင့်စူးစမ်းချဖို့ဒါလေးနဲ့အားပေးချင်တယ်ကဲဟုတ်ပြီအဲ့တော့ဆရာကဒီနေ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်နှစ်နာရီလောက်တီးသွားပြီလဲနော်3နာရီခွဲဆိုတော့ဆရာဟောတာဘယ်လောက်ရှိသွားပြီလဲမိနစ်20လောက်တော့ရှိပြီထင်တယ်ပြီးပါပြီနော်နေကုန်းချုပ်ပြီဆိုတော့နိုင်ဝက်လောက်တော့ကြာပြီသိကြဆရာစီနေကုန်းချုပ်ပြီဆိုရင်အဲ့ဒါသိကြတယ်ဟိုနောက်ကကောင်တွေသိပြီနောက်ထပ်မိနစ်30နော်နိုင်ဝက်ကြာပြီအဲ့တော့နေကုန်းချုပ်ပါပြီတကယ်ပါနိုင်ဝက်ကြာနော်အဲ့တော့ဆရာကဒီနေ့ပြောလိုက်မယ်ခဲ့ဒါဆိုရင်ဆရာပတ်စံတစ်ခုတည်းအဆင်ပြေလားမပြေဘူးလောကကြီးမှာဒီနေ့နည်းနည်းလေးတရားဟောမယ်နော်အားလုံးတရားဟောလိုက်ရေကြောင့်ရှင်သန်နေဆိုတော့ယုံလားလက်ကလေးကိုနှိမ့်ကြည့်လိုက်လက်ထဲမှာရှိတဲ့ပြုတ်လေးရပါရသွေးဆိုတော့ဘာလဲရေတက်ဟုတ်ပြီနော်ရေတက်မာနေတဲ့အယိုးလေးကိုစစ်ကြည့်လိုက်အဲ့ဒါဘာတက်မြေတက်တွေမာတယ်လေဟုတ်ပြီနော်လေတက်ရှိတယ်ဆိုတော့ယုံလားအသက်ရှူကြည့်လိုက်ပေါ့လေတွေဒီမှာလှုပ်လို့ချလို့ရနေတာလေတွေကြောင့်ဟုတ်တယ်နော်အထက်မှာဘာတွေရှိတယ်လေနေကြောင့်အပူတက်ကြောင့်ဆိုတာကိုရှင်တို့ရဆိုတော့ယုံလားအပူရှိမရှိတိုင်းကြည့်လိုက်အပူတန်လို့လည်းသိပြီနော်0ဖြစ်ရင်လည်းသိပြီနော်โอเคလူဆိုတာ balance ဖြစ်ရေမြေလေးနေလေးခု balance ဖြစ် your life long ရှင်သန်ဖို့အတွက်လေးခုညီညွတ်ရေနေဆိုတာပူတက်ဒီလေးခု balance မဖြစ်သေးတယ်โอเคအဲ့တော့လူတွေကပြောတယ်ဒါဆိုဆရာပတ်စံတစ်ခုတည်းအရေးကြီးတာ no ပတ်စံတစ်ခုတည်းအရေးမကြီးနော်ဆရာဘောမှာအတွေ့အကြုံရပြောပြမယ်ဆရာပတ်စံလိုတယ်တင်းလို့ပတ်စံအများကြီးဖြည့်ဘူးတယ်ဆရာကုမ္ပဏီကိုလူတွေပြဿနာရှိတယ်တခါတည်းโอเคလူတွေပြဿနာရှိတခါတည်းလူနဲ့ငွေနဲ့အဆင်ပြေတယ်ဆရာ market မှာပြဿနာပြန်တက်ပြန် marketing မလုပ်နိုင်နော်ဆရာမညီညွတ်မှုကိုနှစ်ပေါင်းများစွာသွားပြီးတော့ကိုယ်တိုင်တွေ့တယ်ဆရာ marketing အများကြီးတော်တယ်အမြတ်ဆိုင်ကြောင်းကွက်အများဆုံးမြန်မာနိုင်ငံမှာပေးခဲ့နိုင်တယ်ဘာတော်ခဲ့လဲဆရာဘာတော်ခဲ့လဲ marketing ရန်တော်ခဲ့တယ်အဲ့ဒီတော့ BOD 3-5ယောက်ပဲရှိတယ်လုံးဝအဆင်မပြေဘူးဒါရိုးသားဝင်ခတ်ဟုတ်တယ်နော် ratio မပြေဘူးဥပမာအဖြစ်ဆိုတော့လေပဲကောင်းနေဟာလေတွေပေါ့လှုပ်ရှားရုန်းကန်စူးစမ်းနေတယ်ဒါပေမဲ့နောက်ွယ်မှာရေရမပေါ့ဘာမပေါ့အထဲမှာသွေးကမလဲဘူးသွေးမလဲတော့ရေရမလားအဲ့တော့ရေတော့လာပြီအဲ့မှာလာပြီရေဟာရေတွေနဲ့လေတွေနဲ့အများများနေတယ်နော်ဆိုလိုချင်တဲ့သဘောကနေထုတ်ကုံကနောက်ကမလိုက်နိုင်ထုတ်ကုံဆိုတာထုတ်ကုံဆိုတာထုတ်လိုက်ကုံလိုက်ကုံသွားရင်ထုတ်ညံ့ထုတ်အဲ့တော့နေတက်လို့ခေါ်တယ်ညံ့မြန်လဲနေရနေလုံးရထွက်မလာရင်လည်းသေပြီလေဟုတ်လားဆိုလို့ကျင်တာအဲ့တော့ဟုတ်ပြီကဲရေတွေလည်းအများကြီးရပြီမြေတွေလည်းအများကြီးရပြီဒီမှာဒီစရုပ်ခိုင်မာတဲ့မြေတွေလူတွေမရှိရင်ဘယ်လိုလုပ်မလဲဒီဝန်ထမ်းတွေမရှိရင်ဒီ BOD တွေမရှိရင်ဒီဖောက်သည်တွေမရှိရင်ဘယ်လိုလုပ်မလဲဒီ professional တွေဆရာကဒီမှာလာဟောဖို့အတွက်ဆရာနောက်မှာဆရာမကြီးတွေကနေ MB တွေကစသူတို့အများကြီးဟောပေးနေရသင်တန်းတွေအများကြီးစရုပ်ကအကြောင်းဆိုတော့သင်တန်းတွေအများကြီးဖွင့်ရတယ်လေပညာရှင်တွေမပါလို့မရအဲ့တော့စရုပ်ကလောကကြီးမှာတချို့ကပြောတယ်ဟာဆရာငွေလိုတယ် no ငွေပဲမဟုတ်ဘာလို့လဲလူလိုတယ်တရားဆရာဒီနေ့ပြောချင်တယ်$1 million သိန်းပေါင်း3သိန်း business group ဒီ mission အောင်မြင်ဖို့ဆိုရင်သူ့ရဲ့ ratio တွေရှိတယ်လူအနည်းဆုံး100ရှိရဘယ်လောက်လူ100ထုတ်ကုန်1000ထုတ်နိုင်ရ10သိန်းတာထုတ်ကုန်ဘယ်နှတော့1000ဖောက်တယ်ပေါင်း1000ကိုမှရှိအောင်လုပ်ရပြီးမှအဲ့ဒါသိန်းပေါင်း3သိန်းဆိုတာရလိုက်အဲ့ဒါ formula ပဲဒါဆရာဘွားနဲ့ရင်းပြီးရခဲ့တဲ့ formula ကျုံလားပြန်လို့အဲ့တော့လူရောငွေရောထုတ်ကုန်ရောဈေးကွက်ကောအကုန်ရေးကြည့်တယ်ဒါကြောင့်ဆရာတို့ကရေးမြေလေးတွေကိုတပြိုင်တည်းမှာအာရုံစိုက်ပြီးတော့ဘဝကြီးရှင်သန်အောင်လုပ်ရတယ်လို့ပဲကိုယ့်ရဲ့လုပ်ငန်းမှာဒါကြောင့်ဆရာတို့ကခေါင်းဆောင်ဆိုတော့ hot eye လို့ခေါ်တယ်ဘာ eye hot eye သိမြတ်လုံးအပေါ်စီးကနေကြည့်ရဒါကြောင့်ဆရာဆောင်းဝိုင်းတွေကိုသိတဲ့ဘောကြနော်ပိဿသမုပ္ပတ်နဲ့တောင်တူသလားမသိဘူးဆရာတော်ကြီးနဲ့အဲ့ဒါလည်းခတ်သားပဲဟိုရကတချင်းတစ်ပုတ်တွေးလိုက်တယ်နော်အဲ့ဒါစီးပွားရေးမှာဥပမာပြောပြတာဘာအားလုံးမမြင်လို့မြင်အောင်ဟောအိုင်းလုပ်ပြတာပါနော်ဥပမာအဖြစ်ကြာတော့နော်ဟုတ်ပြီအဲ့တော့ဆရာတော်ကြီးတို့လည်းဒါဆရာဒီမုတ်ကုတ်နီလန်းနေလည်းအများကြီးတရားထိုင်တဲ့ခါမှာသုံးပါတယ်ကျင့်ရပါတယ်နော်ဆိုလို့ကျင်အားလုံးကကျေးဇူးတရားတွေရှိပါတယ်ကိုကတော့စိတ်စေတနာနဲ့ကျေးဇူးပြုဖို့ပဲအာရုံစိုက်ဒါအရေးကြီးโอเคဟုတ်ပြီအဲ့တော့ဆရာရောက်တုံးလေးနည်းနည်းလေးကဲဟုတ်ပြီဟိုမှာလုပ်ငန်းရှင်တွေပါတယ်ဆိုရင်ကျေးဇူးတွေလည်းလေးထောင်
လုပ်ငန်းရှင်များကတ်ထားအဲ့လူတွေအားလုံးကတ်နော်အဲ့လာတတိဖြစ်မဲ့သူတွေလုပ်ငန်းရှင်ဟုတ်ပြီလုပ်ငန်းရှင်တွေအားလုံးကိုဆရာပြောချင်တယ်လုပ်ငန်းရှင်တွေအားလုံးဟုတ်ပြီဒါဆိုရင်ကိုယ့်လုပ်ငန်းမှာအဲ့ဒီ ratio တွေညီလားမညီလားပြန်ကြည့်တဲ့ဆရာနားလည်တဲ့မြန်မာနိုင်ငံစီးပွားရေးမှာတော့တချို့လုပ်ငန်းကြီးတွေမှာအဲ့ ratio ညီနေပြီဆရာတထေးတွေတော်တော်များများကိုလေ့လာမှုတယ်ကုမ္ပဏီကြီးတော်တော်များများတော့ research လုပ်မှုတယ်ညီတယ်သူတို့မှာတော်တော်ရှိတယ်ဒါပေမဲ့လုပ်ငန်းငယ်လေးတွေကုမ္ပဏီလေးတွေကုမ္ပဏီစနစ်ကိုမပြောင်းတဲ့ကုမ္ပဏီတွေတော်တော်လိုသေးတယ်လို့ဆရာသုံးသပ်တယ်ဟုတ်လားပြောင်းတယ်လားမပြောင်းနိုင်ဘူးလားဘသူတွေပြောတာလဲအားလုံးတွေပြောတာဆရာပြောင်းပြီးသားကုမ္ပဏီကြီးတွေလည်းပြောင်းပြီးသားမပြောင်းတဲ့သူတွေအတွက်ပြောတာဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီဘာလေးတချို့ကလုပ်နေလဲဆိုရင်ဆရာအခုစတို့ဒီ management လုပ်နေမှာ active management ရှိတယ် passive management ရှိတယ် active income ရှိတယ် passive income ရှိတယ်ကြားဘူးတယ်မလား active income passive income management မှာလည်း active management passive management ရှိတယ်ဟုတ်ပြီတချို့ကရုံးပဲရှိတယ် office team ပဲရှိတယ် active ကုမ္ပဏီပဲရှိတယ်ကိုယ်လုပ်ငန်းပဲရှိတယ်ကိုယ်ဝင်ငွေပဲကိုချတယ်ဘာပဲ management လုပ်နေတာ active management passive management မရှိဘူး passive income မရှိဘူး passive ဆိုတာက BOD ကငွေထည့်ထားတယ်အရင်းနှီးထည့်မယ်အတွေ့အကြုံအတွေးခေါ်ထည့်မယ်ပညာထည့်မယ်အဲ့ဒါ passive ပြီးရင် passive ဒီဟာနဲ့ပတ်သက်ပြီးကိုထုတ်ဆရာမလို့ passive ကထုတ်ပေးနေမယ် supplier company တဝက်ထုတ်ပေးမယ်သူတို့ကဟုတ်ပြီနော်ပြီးရင်ဒီဘက်ကစလိုအားဖြင့် passive distribution ကိုမဖြန့်ဘူးကိုမရောင်းဘယ်သူကဖြန့် distributor တဝက်ရောင်းပေးမယ်ဟုတ်လားဆိုလို့ကျင်တာပတ်စံကိုတဝက်ပဲရှာမယ်တဝက်ကိုဘယ်ကနေရှာမလဲ passive share နေရှာအဲ့ဒါ passive managementနော်အဲ့လိုခွာချက်လုပ်ရင်ကုမ္ပဏီတစ်ခုဒီအောင်မြင်မလို့ရုံးတဲ့သူဘယ်နှယောက်ရှိလဲ say yes အဲ့တော့ဆိုတော့ active management ပဲလုပ်နေလို့ဒီလောကဒီလိုဖြစ်နေတယ်လို့ထင်တယ်ကုမ္ပဏီသေးလေးတွေကိုပြောပြကုမ္ပဏီကြီးတွေဖြစ်သွားတယ်ဆိုတော့ဟိုဘက်က passive ကို management ပြောင်းအဲ့တော့ပြန်လာတဲ့ဆိုတော့အားလုံးကပြောင်းအောင်မပါလဲ management system ပြောင်း active ကြီးပဲလုပ်မနေနဲ့ဆိုတော့ကိုလူမျိုးကတိတ်ကိုဝသိပါလားဆရာကျွန်တော်လုပ်တယ်နော်ကျွန်တော်အရင်အလုပ်ရှုံးနေအလုပ်ရှုံးနေတာဒီနေ့မအားဘူးအမေတော့ဂုံယူနေတာသူရှုံးနေတာ哦တန်နေရာမှာရှုပ်ခဲ့တာလည်းမနေတော့ဘူးလေဒီဝတိကမစွန့်နိုင်ဘူးတော့တန်နေရာမှာသူကငါနဲ့ဆိုငါရှုံးနေတွေ့လားငါတော့အလုံးများလားငါအဲ့တော့ဂုံယူနေတာမဟုတ်ပတ်စေသူများနေလုံးမရှုပ်ဘူးတဝက်ပဲနော်ကျမ်းမာပတ်ဆောင်ကျမ်းမာမရှာဘူးပတ်စက်နဲ့ရှာတာအဲ့တော့ဒီနေ့ပြန်လာတဲ့ဆရာစဉ်းစားစရာအတွေးလေးတွေပေါ့နော်ဒါကြောင့် passive active management ကိုလည်း management ကူးဖို့လိုပါတယ်ဒါလေးနဲ့ပတ်သက်ပြီးအဲ့တော့ပြန်အောင်ကူးမယ်ပြောင်းမယ်ဆိုတဲ့သူဘယ်နှယောက်ရှိလဲ say yes နော်ဆိုလို့ကျန်တာဒီနေ့ကတော့ဘာမှမရ yes လုံးတော့နားထည့်လိုက်မယ်နော်သိကြတော့ yes နော်ဆိုလို့ကျန်တာမှာ yes နော်ပြအောင်လုံးမလား yes ပြန်အောင်ဒီလိုပဲ 8B နော်ဒီမှာကတော့ 3B တော့ပြောလိုက်တယ်ပြန်အောင် 8B အခုလည်းဒီမှာရေမြေလင်းနေတဲ့သဘောရပြောလိုက်တယ်ကိုလူမျိုးအဲ့လိုပြောမှာဒါလည်းရေမြေလင်းနေဆိုမှတော့ဓာတ်သဘောသွားထိမှာနားလေလားနော်ဓာတ်မတက်လို့စာပိုင်းရအခုတော့တက်ပြီထင်တက်ပြီလားတက်ပြီဓာတ်တက်ပြီတော့ရေမြေလင်းနေတက်နဲ့ပြောအောင်နော်ဆိုလို့ကျန်တာဒါနဲ့အားပေးတယ်ကဲဟုတ်ပြီအနှစ်ချုပ်တကယ်လည်းအနှစ်ချုပ်ပါပြီဒီမှာကြွေးကြော်ချင်တာဟုတ်ပြီအဲ့တော့အားလုံးဆရာဒီနေ့နည်းနည်းလေးဒီမှာအခုကနော်ဟိုနည်းနည်းသွေးပူလေးဖြစ်သွားအောင်နည်းနည်းကဆရာကြီးဟောတာပြောတာလဲနော်နည်းနည်းများကြပြီဆိုတော့โอเคအဲ့တော့သွေးပူလေးဖြစ်အောင်ကျေးဇူးရမတက်လေးရက်လို့ရမလားโอเคဟုတ်ပြီဒါဆိုသွေးပူပြီကောင်းပြီအားလုံးဒီကက်လေးတွေရှိလားကက်ကလေးတွေကျေးဇူးရလက်လေးထဲမှာခိုင်းမယ်ဇနီးဟိုဘက်လေးရိုက်ပေးလိုက်ရပါဒီကက်ကလေးတွေအားလုံးကိုကျေးဇူးရရွတ်ပါဒါဆရာကအတွေ့အကြုံရဒီကက်လေးကိုဆရာ၄-၅နှစ်လောက်ရှိပါပြီရွတ်တာစင်ကူမှာတန်းကြွတထေးတန်းနဲ့တက်ပြီးတည်းကဒီလိုကက်ကလေးရွတ်ပါတယ်နော်ဆရာကောင်တို့ပေးပါရှေ့ရလူတွေနော်ဒါတို့ဒီရှေ့ရလူတွေပေးပါရွတ်ဒီမှာရမ်းဒီရယူလိုက်အဲ့တော့ဒီကက်ကလေးကိုရွတ်ပါဘာကြောင့်လဲလို့ပြောရင်အရာရာမှာဓာတ်သဘောဆိုတာရှိတယ်အာစိတ်နကံ affirmation ဆိုတာအာစိတ်နကံကံဆိုတာအာစိတ်နကံထက်ခါလုံးမှာကံဖြစ်တာအသေးဝနာလေတရားဟောလိုက်အောင်မရောက်တော့အသေးဝနာပစ္စည်းကြားဘူးတယ်မလားအသေးဝနာပစ္စည်းရောတက်ခါလုံးရင်ကံမဘယ်ရောက်ကံဆိုတာဖြစ်တယ်အဲ့ကံဖြစ်မှာဝိပါကဝိအဲ့အကျိုးခံစားအဲ့မှာကောင်းကျိုးမကောင်းကျိုးတော့ရှိတာပေါ့နော်အကျိုးရခြင်းနဲ့ဆိုရင်ကံကိုလုံးကံရဲ့မတိုင်ခင်မှာအသေးဝနာပစ္စည်းရောဆိုတာရှိ24ပဋ္ဌာန်းဆိုတာလဲနေတာလေတစ်ခုနဲ့တစ်ခုချိတ်ထားတာအဲ့တော့ဟုတ်ပြီအာသေဝနာထက်ခါတာကိုလုံးမှာဘာရမလဲကံဆိုတာစွမ်းတယ်အခုအင်္ဂလိပ်စာဖတ်တယ်လို့ပေါ့နော်ကဲအင်္ဂလိပ်စာသိမပြောတတ်ဘူးဆိုတဲ့သူကျေးဇူးလက်လက်ထောင်အဲ့လူတွေကိုမနှက်ဖတ်တရားထဲနဲ့အပြီးတင်မရဘယ်ရမလဲအာသေဝနာသူတို့ထက်ခါလောက်အောင်မတစ်နှစ်လောက်ထက်ခါပြောI am ဘယ်လို I am အဲ့ဒါနဲ့ထက်ခါပြောပြီးတော့မှသူကအင်္ဂလိပ်စာရအဲ့လိုပဲနော်ဒီသိန်းပေါင်း1000ဖြစ်ဖို့တော့ထက်ခါလောက်100လောက်ကနေစ1000လောက်လောက်မဟဲ့ထက်ခါလောက်
တသိန်း1000ပြည့်ပြီ1000ကနေပြီးတော့3သိန်းအဲ့လိုထက်ခါလောက်အဲ့ဒါမှစွမ်းဒါကြောင့်အလုံးလုံးရင်ဒီသဘောကိုစရိုးအဖြစ်ကျင့်အောင်โอเคဆိုတော့ကြအဲ့တော့ကျင့်ရမလို့ကျင့်ရမယ်ဆိုနေတိုင်းရွတ်မြင်ရတဲ့နေရာမှာထားဖုံးပေါ်မှာတင်ထားတချို့ຢာတွေစာရေးထားကြည့်ဒေါ်လာပုံတွေကိုကြည့်တထေးတွေကိုကြည့်များအဲ့ဒါဆိုဓာတ်ကပြောင်းသွားတယ်အာစိနကโอเคအဲ့တော့ဘယ်လိုရေးရမလဲဒီမှာဆိုတော့နိုင်ငံခြားမှာရွတ်တဲ့ဟာလေးဆရာမြန်မာနိုင်ငံနဲ့လှုံညီပြီးတော့အနှစ်ရှုပ်ပြီးတော့ပြန်ရေးပေးထားတယ်3ချက်ပဲဟိုမှာတင်ထားတော့အများကြီးပဲဒီမှာဆရာ3ချက်တင်ပေးလိုက်မယ်โอเคဒါတန်းကျွတ်တထေးတင်တန်းကနေရတဲ့လှုပ်ရချက်ကိရွတ်မယ်နော်တစ်ကနံပါတ်1ကယုံကြည်ရွတ်ဖို့ကယုံကြည်ဖြစ်မှာဒါကိုဆရာတို့ယုံလားယုံမှရွတ်နော်ယုံနဲ့သူယုံမှရွတ်မယ်ယုံနဲ့သူမှလက်ထောက်ဒါကိုယုံရင်တစ်ချိန်ရရင်ကြီးပွားတိုးတက်အောင်မြင်ချမ်းသာမယ်ယုံနဲ့သူမှရွတ်โอเคတဲ့ရွတ်မှာI am millionaire business leader I am millionaire business leader ငါသည် millionaire စီးပွားရေးခေါင်းဆောင်ဖြစ်၏โอเคအဲ့တော့အတန်မြန်ရွတ်မယ်အောက်ကဟာတွေကအစရွတ်မယ် I admire role model business millionaire ငါသည် millionaire စီးပွားရေးလုပ်ငန်းရှင်များကိုအားကျအတူယူနေခဏလေးမျက်လုံးထဲမှာမှိတ်ပြီးတော့မြင်အောင်ကြည့်လိုက်ဘသူတွေကိုအားကျအတူယူမလဲမျက်လုံးထဲမှာမှိတ်လိုက်တာနဲ့တထေးကြီးတွေမျက်နှာပုံပေါ်လာမယ်အားကျအတူယူမဲ့သူကိုဘွားမှာတထေးတစ်ယောက်လုပ်ငန်းရှင်ကြီးတစ်ယောက်အောင်မြင်တိုးတက်ခဲ့တဲ့သူတစ်ယောက်ဖြစ်ရโอเคအဲ့ဒါတခါနဲ့အဲ့လိုမျိုးဖြစ်နိုင်အဲ့လူရဲ့မျက်နှာပုံနေအဲ့ဒီလုပ်ငန်းအကြောင်းဒီတေးပြန်လေးလာကိုအိမ်မှာထားโอเคအဲ့ဒါနံပါတ်1လောက်အောင်နှစ်ကြွမယ်I believe $1 million business winning ငါသည် millionaire စီးပွားရေးအောင်မြင်ဖို့ယုံကြည်နေမည်ယုံဘသူယုံကိုယုံငါတော့ဖြစ်ပြီနောက်3နှစ်နောက်5နှစ်နောက်10နှစ်တိမ်မောင်3နှစ်ရှိဖြစ်ပြီယုံနေတိုင်းယုံအဲ့နေတိုင်းလောက်ရမယ်နော်ယုံမှရမယ်နော်အဲ့မှာဒုက္ခရောက်သွားတယ်ဆက်ယုံအခုလိုမျိုး crisis တွေကြုံနေတယ်ဆက်ပြီးတော့ယုံကိုမဖြစ်တဲ့ယုံကိုယ့်ရဲ့ရည်မှန်းချက်ကြီးကိုယုံဆရာလည်းယုံကြည်လို့ယနေ့တည်းရက်တည်နေတာဘယ်မယုံရင်ခုလို BOD တွေလည်းအများကြီးဖြစ်လာစရာမလိုဟိုမှာကြာပေါ့ကွန်မန့်မှာပါသွားတာစီဝါရက်ပလိုက်တာကြာပေါ့အကြောင်းတွေပိတ်တယ်အဲ့တော့ယုံရမယ်နောက်ဆုံးရေးကြည့်တာတော့ဗာလဲဆိုရင် okay ဂတိပေးရမယ် I add value millionaire business sharing ငါသည် millionaire စီဝါရေးတန်ဖိုးမျှဝေခိုင်းနေပြီးသွားပြီကိုတနေ့ millionaire လုပ်ငန်းရှင်ကြီးဖြစ်တဲ့အချိန်ကိုလိုလုပ်ငန်းပေါင်းသိန်းပေါင်းတောင်းနဲ့ရှိဟိုသိန်းနဲ့ရှိကိုတက်လှမ်းမဲ့အရေးကိုအဲ့လိုလောက်ခဲ့နိုင်တဲ့နေ့မှာကိုလိုလူတွေမွေးဖွားပေးခဲ့ပြန်ပြီးတော့လမ်းပြပြီးတော့သူတို့မျှဝေပေးခဲ့โอเคဂတိပေးလားညာဘက်လက်လေးထောင်းဂတိပေးရင်ညာဘက်ကဆွမ်းတယ်ဒီညာဘက်ကအဆွမ်းဆုံးပဲเนาะဒီလက်ကိုဆရာဘာကြောင့်လုပ်ခိုင်းနေဆိုရင်လောကမှာအလုံများဆုံးကဒီလက်ပဲလှူခဲ့တော့ကဘာနဲ့လှူတာလဲလက်နဲ့ပဲလှူတာဟုတ်ပြီနော်လောကကြီးနဲ့ပတ်သက်ပြီးလုံမယ်လို့ပြောတဲ့လက်ခေါင်းတီးတာဘာလဲဒီလက်ပဲဒီလက်ဒီလောကရဲ့အထွတ်ထိပ်အလုတ်အများဆုံးခန္ဓာကိုယ်ရဲ့အများဆုံးကံဒီလက်မှာပဲရှိတယ်ဒါကြောင့်ဆရာတို့ကဖျားကြော့ရင်ဘာနဲ့ကြော့တာခြေလောင်းနဲ့ကြော့တဲ့သူမရှိဘူးလက်နဲ့ကြော့တယ်ဒီလက်ဒီနော်အထွတ်ထိပ်အများဆုံးထားတဲ့အရာဒီကောင်ပေးတာဒီလက်ရေးတာဒီလက်အကုန်ဒီလက်ကအလုပ်လုပ်တယ်ဒါကြောင့်ကံမအများဆုံးဒီလက်အဲ့ဒီလက်ကိုကြွေးကြော်ခိုင်းဟုတ်ပြီနော်အဲ့လက်မှာထဲမှာအမြင့်ဆုံးဒီမှာသူ့ကိုအမြင့်ဆုံးထားဟုတ်ပြီနော်ဆိုတော့ကျန်အဲ့တော့ဒီနေ့အားလုံးကို business millionaire ဖြစ်အောင်လုပ်မယ်ဆိုတဲ့သူတွေကြဲလေးကြွေးကြော်မှာ I am millionaire business leader နောက်တစ်ခါထပ်ကြွေးကြော်မယ် I am millionaire business leader နောက်ဆုံးအသက်အကျယ်ဆုံးကြွေးကြော်မယ် I am millionaire business leader Okay thank you လက်ဖို့တန်ကြဲလေးတီးပြီးတော့ထိုင်ပေးပါ Thank you ဟုတ်ပြီအဲ့တော့ဒါဆရာတို့က millionaire စီးပွားရေးတွေချမ်းသာတဲ့သူတွေလက်တွေလုပ်ခဲ့တဲ့ကျင့်စဉ်တွေလည်းဖြစ်ပါတယ်ဆရာတငယ်ချင်းတော့အခုသိန်းပေါင်း1000မကတော့သိန်းပေါင်း3သိန်းရှိရောက်သွားပြီဆရာတဲ့သူစောတယ်တကယ်တော့ကျေးဇူးကသူကျေးဇူးတွေအများကြီးပါတယ်ဆရာခုလိုဒီလမ်းစဉ်တွေသိဖို့ကဆရာတငယ်ချင်းကျေးဇူးအများကြီးတို့ကပို့ပြီးတော့ကျေးဇူးရှိတယ်သိန်းပေါင်း1000နဲ့ရှိအဲ့ဒါသူပဲကြံပေးတာဘလို့လို့သိန်းပေါင်း3သိန်းဘလို့လို့ तू ဘလို့လို့နေတယ်ဆိုတာ तू ဖုန်းမှာဘလို့ရေးတယ်ဆိုတာစာ तू က official ပြောတာအရင်တော်တယ်သိန်းပေါင်း1000နဲ့ရှိသိန်းနဲ့ရှိပြီအဲ့လိုကိုဆရာတို့အားဖြင့်လက်တွေ့လောက်ခဲ့တဲ့ကျင့်စဉ်ဒါလက်တွေ့ဒါဆရာတငယ်ချင်းဆိုလက်တွေ့ဆရာလိုလက်တွေ့ဒီလိုလောက်ခဲ့ကဘာမှာလည်းဒီနီးလန်းကိုပဲသင်ပေးတာเนาะဟုတ်ပြီအဲ့တော့အဲ့မှာခုနကဆရာတို့ပြောတယ်လူကဘာလုပ်လဲ active income နဲ့လုပ်တယ် active management လုပ်တယ်ဒါဆိုရင်ဆရာတို့ခုနကဘာလုပ်အောင်မပြောတယ် passive income လူတွေကို investment လုပ်ပါကိုယ့်လိုလူတွေကိုမွေးပါ saving စုတာလဲစုပါကုမ္ပဏီမှာစုပါနောက်ကဆရာပြောမယ်ဘဏ်မှာစုတာရှိတယ်မြေမှာတိုက်ခန်းမှာစုတာရှိတယ်ဘယ်မှာစုတာအကောင်းဆုံး
ကုမ္ပဏီမှာစုတာအကောင်းဆုံးကုမ္ပဏီတွေမှာစုထားတာအကောင်းဆုံးဟုတ်လားဆိုလို့ကျင်တာဆရာသာသိန်းတရားကိုဘန်မှာထက်ခင်ဒီနေ့ဒီနေရာကိုရောက်လာမှာမဟုတ်နော်အဲ့တော့စတို့လုပ်ငန်းမှာစုပါဘန်မှာလည်းစုတင်တာစုပေါ့ရာခိုင်နှုန်းတစ်ခုပေါ့နည်းနည်းပါးပါးဒါပေမဲ့စတို့က investment အများဆုံးလုပ်ဖို့လိုတယ်ဒီမှာစု property နည်းနည်းပါးပါးဆိုရပြီဒါပေမဲ့အဓိကဒီမှာလှုပ်ရချက်ကစတို့ရှမ်းသာတဲ့ကုမ္ပဏီတွေဆိုတာကစတို့ income 3မျိုးရှိတယ်စတို့လူတော်တော်များများတင်တာကဘာနဲ့ပါ active income passive income ကိုတော်တော်လေးတင်ထားဖို့ပြီဒါပေမဲ့စတို့လူတွေအခုနောက်ပိုင်းမသိတာဘာ income property income ချေရကို listed လုပ်တယ်ဆိုတာတို့က property ကိုထုတ်ရအောင်ဘာကိုထုတ်ရအောင်ဒီရဲ့တန်ဖို့အလီဘာဘာရဲ့တန်ဖို့ကိုထုတ်ရအောင် Facebook ကသူ့တန်ဖို့ကိုထုတ်ရအောင်အဲ့တော့ property income လို့ခေါ်တယ် portfolio income လို့လည်းသုံးတယ်ခပါဆရာတို့ property income ဒီလုပ်ငန်းရဲ့ပမာဏပိုင်ဆိုင်တဲ့တန်ဖို့သိပြီးတော့ထုတ်ရအောင် 1K ကိုစကားမျိုးဆိုပြောတော့ 1K ကိုတန်ဖို့တဝက်ထုတ်ရအောင်မလဲသူ့လုပ်ငန်းကြီးရဲ့တန်ဖို့ဟုတ်ပြီနော်အဲ့တော့အဲ့တန်ဖို့ဘယ်လိုတည်ဆောက်မလဲလုပ်ငန်းနဲ့ပတ်သက်ပြီးတန်ဖို့တည်ဆောက်နေ3ချက်ရှိတယ်ဒါပြီးရင်ဆရာတို့နောက်တစ်ဝိုက်မှာပါပါတယ်အဲ့တော့ဆရာတို့အဲ့တန်ဖို့ဘယ်လိုတည်ဆောက်လဲဆို share တွေအများကြီးလုပ်ပြီးတော့တည်ဆောက်တယ်ကုမ္ပဏီပုံစံပြောင်းပြီးတော့တည်ဆောက်ရမလားเนาะဒါကြောင့်ဒီနေ့ပြန်လာနဲ့ဆရာတို့အားလုံးကချမ်းသာစေခြင်းနဲ့အဲ့တော့ဆရာတို့ချမ်းသာတယ်ဆိုတာကလှုပ်ဝက်ချက်လေးတစ်ခုကြောင့်เนาะခုနကဆရာတို့ပြောတဲ့ share တွေ company တွေကိုလှုပ်တယ်ဒါကြောင့်ဆရာတို့က management ပညာရမှာဆရာဒီနေ့အားလုံးပြောချင်တာကတချို့ကလည်းပြောမယ်ဒါဆိုရင်ဆရာရဲ့ကျွန်တော်တို့ကျမတို့ကကုမ္ပဏီမှမပိုင်တာဘယ်ဖြစ်မလဲဖြစ်တယ်ဟုတ်မှာကုမ္ပဏီပိုင်ရှင်မဟုတ်လဲဆရာပြောလိုက်မယ်ဒီနေ့အခုဆရာပေးလိုက်တဲ့အခုဒီနေ့ share တွေလက်တွေ့လုပ်ပေးတယ်เนาะအဲ့ဒါဆိုတော့ဘာလဲပဲ manager လဲပဲခုနတချို့ BOD လဲပဲမရှိဘူးလားဘောတော့ director level တွေရှိတယ်ဆရာ franchiser level တွေရှိတယ် director level တွေရှိတယ်အဲ့ဒါတွေအားလုံးကကုမ္ပဏီပိုင်ရှင်မဟုတ်ဆရာလည်းပိုင်ရှင်မဟုတ်ဥစဉ်ပြောပိုင် MBS ဆိုင်ဥစဉ်ပြောပိုင်တယ်လို့ပြောရသေးလားပြောလို့ပဲရတော့ပိုင်ရှင်ဆိုတာကကုမ္ပဏီကပိုင်အားလုံးဒီပါလဲ MD CEO franchiser director MD အချိုးကြပိုင်နော်ဘယ်သူမှအုံနာမဟုတ်အဲ့တော့တူးတဲပိုင်နဲ့အများပိုင် group of ပိုင်အဲ့ဒီပိုင်တာပဲကွာအဲ့တော့ဆရာပြောမယ်အဲ့ဒီတူးပိုင်အများပိုင်ဆိုတာလည်းပဲတရားရခြင်းမရခြင်းနဲ့ပဲဆိုင်တယ်လို့ထင်တယ်ဟုတ်တယ်နော်ဆရာဦးစင်ပြောပိုင်ကိုဘယ်သူပိုင်လဲအများပိုင်တယ်ဆရာစင်ကိုမပိုင်ဆရာစင်ကိုပိုင်ငယ်တော့ဘာလုပ်လဲငါပါငါနေမယ်ငါလှုပ်ရှင်လှုပ်မလှုပ်ရှင်မလှုပ်ဘူးပေါ့ဟဲ့အောင်ဘာဖြစ်ဘာမှဖြစ်နော်ကိုပိုင်တယ်လို့စိတ်ထားတဲ့သူအကောင်ဘာမှမဖြစ်ဥစဉ်ဖြိုးပိုင်မဟုတ်မောင်စဉ်ဖြိုးပိုင်အကောင်ဘာမှမဖြစ်ဘူးအဲ့သူပိုင်နေငါပါငါလှုပ်ချင်လှုပ်မလှုပ်ချင်မလှုပ်ဘာဖြစ်လဲအဲ့တော့ဘာဖြစ်လဲဘယ်သူမှမပိုင်ဘူးကိုပိုင်နေလို့ထင်တဲ့ကောင်ဘာမှမလှုပ်ငါအများပိုင်ပြီကဲဟုတ်ပြီနော်လူဆိုတာဘာနဲ့တိဆောက်လဲရေမြေလေဘယ်နှခုနဲ့တိဆောက်ရေဆိုတာဘယ်သူပိုင်လဲအများပိုင်လေရေမြေလေကြောင့်ဖြစ်တဲ့လင်ကွန်းပြောတဲ့စကားလုံးတစ်လုံးလေးပြောမယ် government of the people by the people for the people okay လူတွေနဲ့ဖွဲ့စည်းတိဆောက်ထားတော့အစုရက်တို့ဒီလူတွေအတွက်ပဲဖြစ်ရရေမြေလေနေဆိုတာ locket နဲ့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ဒီလောကအတွက်ပဲဖြစ်ရလက်ခံရင်လက်လေးမြလေးထောင်မြလေးထောင်မြင့်ရေမြေလေးနေဒီ locket နဲ့တိဆောက်တယ်ရေဆိုတာမြေဆိုတာလေဆိုတာနေဆိုတာအများထက်တယ်အများထက်နဲ့တိဆောက်တဲ့လူကအတ္တအနာအတွက်ဖြစ်နေတော်တော်မှားတဲ့ကိစ္စဟုတ်တယ်နော်ရေချောင်းရှင်တန်တယ်ရေဒီအများကောင်းကျိုးပြုတာလေလေးချောင်းရှင်တန်တယ်အဲ့တော့ဒီထက်၄ခုအားလုံးအတ္တအဖြစ်သုံးဆွဲနေတယ်များဘယ်တော့မှအောင်မြင်မှာမဟုတ်ဒါကြောင့်ဆရာတို့အားလုံးကဆရာတို့အများပိုင်ပြောင်းမယ်ဆိုတာဒါပဲအဲ့ဒီတရားကိုဆရာသွားတွေ့ငါဒီငါပိုင်တာဘယ်လိုလုပ်လို့ပြောလို့ရမလဲဒီလေချောင်းရှင်တန်နေတာငါလေကိုကျေးဇူးတော်ဆက်ကိုဒီအများပိုင်ခန္ဓာကိုယ်ဖြစ်ခေါင်းဆောင်နေဒီအားလုံးဒီများပါချမ်းသာဒီပါလေအလိဘဘဒီပါလေတူရဲပိုင်တာအများပိုင်Google အများပါ Facebook အများပါမြန်မာနိုင်ငံမှာတူရဲပိုင်နေများတယ်အဲ့အများပိုင်ကိုမပြောင်းသမျှကာလပတ်လုံးဒီနိုင်ငံစီးပွားရေးလုံးဝအောင်မြင်ဆရာဟောင်းကိန်းထော်ကြိုက်တဲ့လောက်ပေးနေသွားမယ်ဘာလို့လဲအုံးမိုင်ဖြစ်နေ public ပိုင်မှကောင်းပါဒါကြောင့်ဆရာတို့ကပြောင်းလို့ရတယ် manager တွေကို share ပေးပါ group of company သိန်း100ထိပေးလို့ရတယ် data တွေသိန်း100ထိပေးလို့ရတယ်300 franchiser တွေ distributor တွေပေးလို့ရ CEO တွေ MD တွေအခုပေးတယ်ကုမ္ပဏီကြီးတွေဆိုရင်သူတို့ကိုယ်တိုင်မလုပ်တော့ CEO တွေ MD တွေကိုပေးလိုက် share နဲ့ခွဲဝေပေးတာ public company ပြောင်းသွားရင်အဲ့ဒီပေးထားတဲ့ຢာတွေအားလုံးက2ဆ3ဆတက်လာလိမ့်မယ်အလီဘာဘာမှာအလီဘာဘာရဲ့ founder ဂျမ်မာ chairman ပဲနောက်ကွယ်မှာပဲနေ CEO ဒီအစ်စ်မြန်မာနိုင်ငံမှာဥဆိုတော်တို့ကုမ္ပဏီမှာ MD CEO တွေဒီပြင်ပဥဆိုတော်မဟုတ်ဘူးနော် KBZ group မှာ CEO MD အရင်တော့ CEO နိုင်ငံခြားသားအခုမြန်မာနိုင်ငံသားအကုန်လုံး
ပြောင်းပြီ system တွေအားလုံးပြောင်းဒါကြောင့်ဆိုတော့ပြောချင်တာဝန်ထမ်းတွေကလည်းပဲငါတို့ဒီကုမ္ပဏီပိုင်ရှင်ဖြစ်မှာဒီလိုမျိုးကုမ္ပဏီတွေ public စနစ်ကိုပြောင်းလို့မရဒီလိုကိုကလည်းဝန်ထမ်းဘဝနဲ့ manager ဘဝ director ဘဝ MD CEO ဘဝနဲ့ကိုပြောင်းလို့မရနိုင်ဘူးလားဝိုင်းပြောင်းကြပါကိုနိုင်ငံကိုကုမ္ပဏီအရေးပဲဒီလိုအများပိုင်းစိတ်လေးထားလိုက်ရင်အကုန်ပြောင်းအဲ့တော့ကုမ္ပဏီမှာလုပ်တဲ့သူတွေကလည်းဒီစိတ်တဲ့ရှိမှရမှာပေါ့အားလုံးကလည်းကိုရေးကိုတာအတွက်ပဲလုပ်ချင်တယ်ကိုကုမ္ပဏီကလည်းကိုရေးကိုတာအတွက်ပဲလုပ်ချင်တယ်ဆိုရင်ခေါင်းဆောင်လည်းမပြောင်းရင်ဝန်ထမ်းလည်းမပြောင်းရင်အဲ့ကုမ္ပဏီဘယ်တော့မှပြောင်းမှာမဟုတ်အခုဆရာလည်းပြောင်းရင်လည်း BOD တွေအားလုံးကလည်းပြောင်းမယ်ဒီအကုန်လုံးကလည်းဒီသဘောလက်ခံနေဆိုရင်ဒီဆရာတို့အမိရဆိုင်ကလူ100လောက်ကတောက်ဗုတ်တင်းလို့မှဆရာလည်းပြောင်းလို့ရဟုတ်တာအဲ့တော့အားလုံးစုပေါင်းပိုင်ဆိုင်တာပဲကောင်းတယ်တူတယောက်တည်းပိုင်နေသမျှကာလပတ်လုံးတော့ဒီနိုင်ငံမွေးမှာပဲဘာကြောင့်လဲပတ်စံမရှိတာမဟုတ်ရှိတာတယောက်တည်းမှသွားပိုင်နေတယ်ဟုတ်ခေါင်းမှာပဲအဲ့မှာတော့ပိုင်နေတာလေကုမ္ပဏီတွေမှာဆိုရင်တထေးတွေကတော့အကုန်လုံးဘောစီမြတ်တဲ့မြတ်ဝန်ထမ်းတွေကတော့10နှစ်ကြာလဲဒီတိုင်းပဲအဲ့တော့အဲ့စနစ်ကိုဆရာအနေနဲ့အာမပေးဘူးဟုတ်လားဆရာနဲ့တဘောတူတဲ့သူဘယ်နှယောက်ရှိလဲလက်လေးထောင်းနော်အဲ့တော့မှတ်တမ်းလေးတင်ပါတယ်အားလုံးလောကကြီးကျွန်တော်အဖော်ရှိပါတယ်မြန်မာနိုင်ငံမှာပြောင်းပေးကြပါနော်ဆိုလို့ကျွန်တော်ဒါလေးနဲ့အားပေးတယ်ဟုတ်လားဆိုလို့ကျွန်တော်အဲ့တော့ဒါလေးဆရာတို့ကဒီနေ့အားလုံးကိုပြောချင်တာကအကုန်လုံးပြောင်းကြဖို့ဆရာအနေနဲ့လေးစားချင်ခင်ဆိုတာပြောချင်ပါတယ်ကဲပြီးပါပြီအဲ့တော့နောက်ဆုံးပိတ်အနေနဲ့တကယ်ပြီးတာဆို3 နာရီလည်းတီးပြီဆိုတကယ်ပြီးပြီအဲ့ဒါတော့နော်အဲ့တော့အားလုံးကခုနကပြောနေပေါ့နော် share ခေါ်မယ်ဆိုတော့တချို့ကပြောပြီကဲဆရာရဲ့အဲ့ဒါဆိုတော့ဟုတ်ပါပြီဘယ်ကနေစခေါ်ရမလဲမသိဘူးဆရာရဲ့ပေါ့တခါတည်းသာကွန်ချက်လေးပေးလိုက်ပါနော်ငါတော့မဖတ်မိနဲ့ဆရာကွန်ချက်ပေးလိုက်မယ်ဆရာဘယ်လိုခေါ်ခဲ့တယ်လဲဆရာခေါ်ပုံခေါ်နည်းကိုပြောပြနံပါတ်1ဆရာအမြတ်ဆိုင်အတွေ့အကြုံရမျှဝေပေးလိုက်မယ်ဆရာ share ခေါ်တော့ကbusiness plan ဆွဲရတယ်ကုမ္ပဏီမှာ profile တိဆောက်ရတယ်နော် company profile ဆိုတာရှိတယ်ဟိုသိမ်းမောင်းတသိန်းဟိုမှာသိမ်းမောင်းတသိန်းအရှိအဖွဲတွေလေးထောင်ပြပါသိမ်းမောင်းတသိန်းနော်ဟိုမှာစာရွက်ကြီးရှိတယ်သိမ်းမောင်းတသိန်းစာအုပ်ကြီးရှိတယ်အဲ့လို company profile business က future TAN လို့ခေါ်တယ် total attractive market ဆရာအဲ့သိမ်းမောင်းတသိန်းစီမံကိန်းစာအုပ်လေးပေးပါဟုတ်မှာနော်အဲ့ဒါလေးရှိတယ်အဲ့မှာသိမ်းမောင်းတသိန်းစီးပွားရေးစီမံကိန်းအဲ့ဒါဒီ business ကကိုယ့်ရဲ့ company profile ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး business ROI လုပ်ငန်းမှာဘယ်လောက်မြတ်တယ်လဲကျေးဇူးဆန်ကြီး thank youအဲ့တော့အဲ့လိုမျိုးစရုပ်အားဖြင့်မလုပ်ရလဲဒီလို profile ကြီးတွေတိဆောက်ရတယ်ကျွန်တော်တို့ဘယ်တော့မှစတယ်ဘယ်နှစ်မှာသိမ်းမောင်းဘယ်လောက်တိုးတက်တယ်ဘယ်နှစ်ကြာတော့သိမ်းမောင်းဘယ်နှစ်သိမ်းပြောင်းမယ်ဒီလိုမျိုး profile တွေတိဆောက်ရမယ်ဒီမှာဘယ်လောက်သိမ်းမောင်းတစ်သိန်းစီးပွားရေးစီမံကိန်းနော်ကြားလိုက်တာနဲ့အားကိုရှိနေရနော်စီးပွားရေးအဆင်မပြေဘူးတော်တော်အားရှိတာနော်ကိုယ့်အနေကိုဆွဲထားပါကိုယ့်အနာဂတ်ကိုကိုပုံခေါ်တာစီးပွားရေးသိမ်းမောင်းတစ်သိန်းစီမံကိန်းအိုးမျက်လုံးကိုဝင်အားကိုရှိနေရပါအဆင်ပြေလားအမေရပုံစံတယ်အမေမြန်မာနိုင်ငံစီးပွားရေးတော့မြင်တဲ့အတိုင်းပဲအမေလည်းစိတ်ပြက်ကိုလည်းစိတ်ပြက်ဖြစ်ပုံဖြစ်နေရဒါမရှိတာလားကိုမရှိတာကို့မှာမရှိတာကို့မှာပညာဒီပမာတိလို့ခေါ်တဲ့စိတ်ကမစုလားဒီပညာလို့ခေါ်တဲ့မကိန်းနာမကိန်းတော့ကို့မှာလည်းမရှိအမေမှာလည်းမရှိတော့အမေလည်းစိတ်တက်ကြကိုလည်းစိတ်တက်ကြနော်အဲ့တော့အမေလာပြောအမေဒီမှာဓာတ်သိမ်းပေါင်းသက်ဆိုတားရဲ့တားလုပ်ငန်းတွေဘာမှနားမလဲဘူးအေးရောအဲ့တော့အမေကတော့ပြောထားတယ်ဘာမှနားမလဲဘူးနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဆရာတော့အားရှိတယ်ငါကြည့်လိုက်တာငါအနာဂတ်ကလုံးဝပုံပေါ်တယ်နောက်ကလူတွေလည်းအားရှိစရာပဲဟာဘယ်သွားနေငါတို့ဒီကိုသွားနေဟုတ်တယ်လေခေါင်းဆောင်ရှေ့ကနာလှော်နေတယ်ဆရာဘယ်ဥတည်တယ်အေးမသိဘူးငါလည်းလှော်ချင်တာလှော်နေတာအဲ့တော့ခေါင်းဆောင်တွေအဲ့လိုဖြစ်နေလို့ရမလားကိုကခေါင်းဆောင်ဆိုတော့ငါလှော်နေဘယ်တော့မှသိမ်းမောင်းသိမ်းဥတည်နေတဲ့ဒီကိုသွားမယ်ဒီလမ်းကွေ့မယ်ဘယ်တော့ကြာရောက်မှာအားတဲ့ဟိုကောင်လေးအားနဲ့လှော်မှာပေါ့အခုကလှော်နေဟဲ့ငါတို့ကုမ္ပဏီဘယ်တော့ပြုတ်မလဲဟဲ့ဟုတ်လားအခုအဲ့လိုဖြစ်နေအဲ့တော့ဆရာတို့ကဘာလုပ်ရမလဲဆိုကိုလည်းကိုအားပေးတယ်ရအောင်ကိုလည်း business နဲ့ပတ်သက်ပြီးတော့ business plan ဒါတွေဆရာတို့လုပ်လို့ရသိမ်းမောင်းသိမ်းစီးပွားရေးစီမံကိန်း company profile ကြီးပြဒါမျိုးတွေလုပ်ပြောဒါနံပါတ်1လုပ်ရမယ် business plan နှစ်ကအဲ့မှာရေးကြည့်တယ်နံပါတ်2ဒီ official data တွေကိုယ့်ဘက်က ready စုထားဟုတ်ပြီနော် ROI နဲ့ပတ်သက်လာရင်လုပ်ငန်းနဲ့ပတ်သက်လာပြီးတော့ဒီမှာဆိုတော့ official data တွေ3နှစ်စာဘယ်လောက်စာ3နှစ်စာကိုမှစုထားshare ရာခိုင်နှုန်းနဲ့3နှစ်အတွင်းဘယ်လို ratio တက်ခဲ့တယ်ကုမ္ပဏီကိုလာပစ္စည်းလာလေကြီးဒီမှာကျွန်တော်တို့သမိုင်းမှတ်တိုင်ရှိတယ်1နဲ့3လေးပြလို့ရကုမ္ပဏီလာလေကြီးကုမ္ပဏီကိုဖိတ်ခေါ်ပြောဟုတ်ပြီနော်ဆိုလို့ကျင်တာ meeting အဲ့လိုလုပ်ရကုမ္ပဏီ meeting နံပါတ် step 2မှာဖိတ်ခေါ်ပြောပါနော်တချို့ဆိုရင်ဆရာကပြောနေနော်အေးဖြိုးလို့တော့ဆရာကတချို့တော်တော်ယုံနေအဲ့ယုံလို့လည်းတော်တော်ဒုက္ခရောက်တယ်ခါကျအဲ့ယုံကြည်မှုကဆရာတို့ pressure ဟာသူတို့ငါ့ကိုယုံနေငါယုံနေငါပို့လို့ရလေပေါ့နော်တချို့စင်ကူကလူတွေဆိုရင်ဆရာကိုဘယ်လောက်ယုံနေဆိုရင်ဇုံးကနေ meeting လုပ်တယ်တပတ်လောက်နေပတ်စံလွှဲပေးလိုက်စာကြုံလည်းမထိုးရသေးဘူးအဲ့လိုနော်တချို့ကြတော့အဲ့အစင်ကြော်ရင်လည်းကြော်ပေါ့နော်ဒါတော့ကိုယ်ယုံကြည်မှုပုံမူတည်တယ်အဲ့တော့တချို့လဲကုမ္ပဏီလာလေ့လာမယ်ရှေ့နေရှေ့ရနဲ့လုံမယ်ဒါတော့သူ့ရဲ့သဘော protocol ပေါ့နော်ဟုတ်ပြီအဲ့တော့ step 2မှာဒါလုံး step 3မှာရေးကြည့်တယ်ဒီကောင် BOD agreement စာချုပ်ချုပ်
share စာချုပ်တွေ VMB တွေကိုပေးထားနော်ပေးထားလား share စာချုပ်တွေပေးထားလားမပေးရသေးဘူးထင်တယ်ဒါတို့ပေးလိုက်အောင်နော် DTVMB wine နော်share စာချုပ်တွေဆရာနမူနာဒီနေ့ပေးတယ် share contract တွေထိုးရမယ်ပြီးရင် Daiga မှာအဲ့လူတွေDaiga မှာဘယ်သူတွေပဲတင်ရဆိုလူတိုင်းကို Daiga တင်လို့မရဘူး Daiga ဆိုတာဘယ်ကိုတင်တာအစိုးရကိုတရားဝင်မှတ်ပုံတင်ကုမ္ပဏီမှတ်ပုံတင်ရုံကိုတင်အဲ့လူတွေအားလုံး 5% ထက်ကိုပဲတင်ရအောင်အဲ့ဒါကုမ္ပဏီလောမှာပါပြီးသား 5% ထက်ဝယ်တဲ့သူတွေပဲကုမ္ပဏီ Daiga လောမှာတွတ်တင်နော်အကုန်လုံးတွတ်တင်လို့ဘယ်လိုလုပ်ရနော်ဟို 1% လေးတွေရော 2% တွေရောဘယ်လိုလုပ်အကုန်ရအောင်အကုန်လုံးလက်မခံဘူးလေနောက်တိုင်း 5% သမားတွေပဲဒါပေမဲ့ကုမ္ပဏီမှာတော့ share တရားဝင်90တော့ခေါ်ဝင်ရှိတယ်ဒါပေမဲ့လူတိုင်းကတော့မတင်ပြထားဘူးအဲ့မှာ 5% အထက်ကိုပဲတင်ပြအဲ့တော့ကုမ္ပဏီ Daiga register မှာတင်ပေးရမယ်ပြီးရင်အရေးကြီးတာ AGM ခုနကဆရာပုံနေပြဗီဒီယိုပြတာမနေ့ကပကံမှာဆိုလို့တွားလို့ပြဒါဒီနေ့ဆိုရင်တော့ဆရာဆူတောင်းထားတယ်နှစ်ပြည်သွားရင်ကောင်းမလားဟုတ်တယ်တခါမှမရောက်ဘူးသူကိုလည်းသွားခြင်းနေတာနော်အဲ့ဒါအေးတာပဲဆိုပြီးတော့အဲ့လိုကိုက AGM တွေဘာတွေနဲ့ခါကိုအဖွဲ့တွေကိုလည်းဂုံပြူအားရ PT ဖြစ်အောင်ဒီလိုမျိုး management လုပ်ရအဲ့တော့ဒီစနစ်တွေကိုလုံမှအားလုံးကဘာဖြစ်လဲအောင်မြင်မယ်အဲ့တော့ဆရာဒီနှစ်ဆရာက9နှစ်ပြည့်ဆိုတော့အားလုံးစိတ်မပူနဲ့ဒီလိုအပ်ချက်တွေကြည့်ကြမှာပဲသိကြမှာပဲသိကြလားကုမ္ပဏီ6ခုကို MSI ကိုလာလေ့လာခွင့်ပြုကုမ္ပဏီ6ခုပဲဒီတင်နဲ့တက်တဲ့သူတွေတည်းကလည်းပါမယ်ပေါ့နော်ဆရာတို့မိတ်ဖက်တခြားကုမ္ပဏီတွေလည်းပါမှာပေါ့နော်ကုမ္ပဏီ6ခုဆရာလှူမယ်လာလေလာ official ဆရာကုန် transparency ပြမယ်ရုံးမှာ data ရှက်လက်ဆရာဘယ်လိုလုပ်ထားသလဲ share တွေဘယ်လိုလုပ်ထားသလဲအကုန်လာလေလာ6ခုကိုဆရာလှူမယ်ဆရာနားလဲတာတော့ the more you get the more you rich ပဲဆရာအဲ့လိုပေးလေပို့ရတယ်တကယ်ပြောတာအဲ့တော့ဆရာသူများကိုကုမ္ပဏီ6ခုကိုတိမ်မောင်တောင်းနဲ့ရှိတိုးအောင်လုပ်ပေးတာဖြစ်တဲ့အတွက် MSI ကုမ္ပဏီကတိမ်မောင်သိန်းနဲ့ရှိဧကံမုတ်ချအောင်မြင်မယ်လို့ယုံကြည်လားဒါပဲအဲ့တော့ဆရာတို့ကလှူခြင်းအပြင်လောကကြီးမှာပဲယူရအောင်လှူခြင်းအဖြစ်မဲ့ယူကြပါမလှူဘဲနဲ့တော့မယူပါနဲ့ဘယ်တော့မှဖြစ်လာမှာမဟုတ်နောက်ဆရာကသိန်းပေါင်း1000လှူခြင်း1000ကိုရအောင်လှူဖို့အများတိုင်းကြိုးစားโอเคအဲ့တော့ကုမ္ပဏီ6ခုဒီသိန်းပေါင်း1000နဲ့ရှိသိန်းနဲ့ရှိပြောင်းခြင်းဘယ်လိုပြောင်းလဲရသလဲဆရာတို့ဘယ်အဆင့်မှာ group of company ပြောင်းတယ်ဘယ်အဆင့်မှာ public ကိုပြောင်းတယ်အဲ့ဒီပြောင်းလဲတွေကိုသိချင်ရင်ကုမ္ပဏီ6ခုကိုလာလေ့လာခွင့်ပေးထားပါတယ်အဲ့ဒါတော့ဆရာကဒါဒီနှစ်ကို9နှစ်ပြည့်မှာကြီးကြီးမားမားလှူကျင်တာဒီပညာလှူအကောင်းဆုံးပဲเนาะဒေနာသာဖိတ်ခေါ်ကြွေးလိုက်ရင်တော့တေးကြတာပေါ့တရက်လောက်နဲ့အကုန်ပြီးသွားမှာเนาะဒေနာဂုံပြုမယ်ဆိုရင်ဒေနာဂုံပြုမှာနဲ့ကိုခုနကပြောတဲ့ကုမ္ပဏီ6ခုကိုဂုံပြုရဘယ်ဟာပူတတ်မှုရှိဟုတ်တယ်เนาะဟိုဒေနာကနေတိုင်းစားတတ်တယ်ဆရာတခါမှမစားဘူးတဲ့အရာကိုတန်ဖို့လို့ခေါ်တယ်ဗာလဲဆရာသတ်မှတ်တဲ့တန်ဖို့ဆိုတာအမြဲတမ်းမရှိတဲ့အရာကိုတန်ဖို့ကဲမေးကြည့်မယ်ဒီလိုသိန်းပေါင်းသိန်းနဲ့ရှိတောင်းနဲ့ရှိအမြဲတမ်းရနိုင်လားဘယ်သူမှခေါ်မပြောင်းဘယ်သူမှခေါ်ပြီးတော့မရှင်းပြောင်းကိုယ့်ရဲ့ secret တွေဒါပေမဲ့ဆရာယုံကြည်တာလောကမှာငါတို့ဒီလိုမလုပ်လို့ကိုဒီလောကကြီးဖြစ်နေတာတစုံတဦးကတော့သူ့ရဲ့ experience ကို share ပေးခဲ့ရအဲ့ဒါမှဒီ company တွေအောင်မြင်တိုးတက်မယ်လွတ်လပ်ကူကူဖြစ်မယ်လေအဲ့တော့ဆရာတို့အနေနဲ့အားပေးချင်တာတော့တန်ဖိုးဆိုတာကကဲဥပမာပေါ့နော်ဆရာတို့တကယ်တန်ဖိုးရှိတဲ့အရာဆိုတာကဆရာတို့အားလုံးမှာရှိတဲ့ဥပမာစိန်တပွင့်နဲ့လမ်းမှာခင်းထားတဲ့ကြောက်အုတ်ခဲတစ်ခုဘယ်ဟာရှားခက်လဲစိန်ဒီရှားခတ်တယ်ကြောက်ဆိုတာနေရာတိုင်းမှာရှားဒါကြောင့်ကိစ္စတိုင်းမှာတန်ဖိုးတစ်ခုကိုဆုံးဖြတ်မယ်ဆိုရင်ရှားပါမှုဖြစ်ဒါဖြစ်ချင်းကြည့်ဒေနာဒီလူတိုင်းဖိတ်ခေါ်ကြွေးလို့ရတယ်ဒါဒီဘယ်သူမှဖိတ်ခေါ်လို့မရကုမ္ပဏီတိုင်းကိုလည်းပြောလို့မရအဲ့ဒါဒီရှားပါပစ္စည်းပဲเนาะဆိုလို့ကျန်တော့ဆရာကတော့ဒါတစ်နှစ်လောက်ဆွဲထားဒါရိုးသားပြောမယ်ဒီသိန်းပေါင်း3သိန်းစီမံကိန်းကဆရာတစ်နှစ်ကြာတယ်အမြင့်ဆုံးမှာဆွဲတာလင်းပေါ်မှာဆွဲထားအမြင့်ဆုံး atmosphere လေတို့အမြင့်ဆုံးမှာဆရာဆွဲမန္တလေးခရီးစဉ်တိုင်းမှာတရွက်ပဲပြီးတယ်တခါတော့မှတရွက်ပဲပြီးတယ်เนาะတရားအဲ့တော့ဒီစီမံကိန်းဆရာဆွဲထားတယ်ကုမ္ပဏီ9ခုတော့ရအောင်လှုပ်ပေးပါမယ်ဒါလေးနဲ့အားလုံး48ကင်ဆိုအားလုံးကိုအားပေးကဲပြီးပါပြီအဲ့တော့ဒီနေ့ဆရာအနေနဲ့အားလုံးပြောချင်တာကပြီးပြီเนาะအဲ့တော့နှစ်ချုပ်လေးကဆရာတော့ရည်ရွယ်ချက်ကြီးမားတယ်ကြီးမားတာဖြစ်တဲ့အတွက်အားစိုက်မှုလည်းတော်တော်ကိုလောက်ရမယ်လို့ယုံကြည်တယ်အဲ့တော့ထည့်ဝင်ပေးထားတဲ့ BOD တွေအားလုံးလည်းကျေးဇူးတင်တယ်ဆရာရှင်ကြီးနေဆရာတို့တစ်နှစ်တွင်းများပိုင်းပြောင်းမယ်ဒါမှနှစ်ကလည်းကြီးညာထားတာဖြစ်တဲ့အတွက်2025အစာပိုင်းဖြစ်ဖြစ်2024အခုနှစ်ကုန်9နှစ်ပြည့်မှာဖြစ်မိသလောက်ပြောင်းပေးသွားမယ်ပေါ့နော်ဆရာတို့ကတော့အဲ့လိုပြောင်းမယ်အဲ့တော့ပါဝင်ကြတဲ့ BOD တခု BOD ကတော့ရောက်340လောက်တော့ရှိပါပြီတနိုင်ငံလုံးမှာတော့ဆရာတို့အများကြီးပဲအကြောင်းပညာရေးမှာလုပ်ပေးနေတာအဲ့တော့ဖိတ်ခေါ်ပါတယ်အားလုံးလည်းစိတ်ဝင်စားရင်နောက်တစ်ခုကတော့ဆရာစီမံကိန်းကတော့အများဆိုတာဖြစ်တဲ့အတွက်အများအတွက်ပဲလုပ်ပေးခဲ့မယ်ဆရာတို့က constitution management မှာ corporate governance လို့ခေါ်တယ်အများနဲ့စုပေါင်းအုပ်ချုပ်တဲ့စနစ်ကိုပဲဆရာတော့ဖန်တီးပေးခဲ့အခုလည်းအဲ့ဒီအတွက်ကိုပြောင်းပေးနေတယ် public ကိုတော့ဆရာတော့2025ကိုမှတ်ထားပါတယ်နော်2025ကိုမှတ်ထားတယ်သိန်းပေါင်း9000ပြည့်တဲ့နေ့ပြောင်းပေးမယ်
အဲ့9000ပြည့်တဲ့အချိန်မှာအများပြည်သူကိုဆရာတို့သိန်းပေါင်း3000ထောက်ရအောင်မယ်ပထမနှစ်မှာတော့သိန်းပေါင်း1000ဆရာတို့ရောင်းချပေးမှာအဲ့ဒါတော့ဆရာတို့နောက်နှစ်စီမံကိန်းတွေဖြစ်ပါနော်ဒါလေးနဲ့ဆရာအနေနဲ့ကတော့အားပေးတယ်ကဲဟုတ်ပြီနောက်တစ်ခုကဆရာဒီနှစ်9နှစ်ပြည့်မှာဆရာဒီကြီးကြီးကျယ်ကျယ်လေးတစ်ခုပေါ့နော်သင်တန်းလေးတစ်ခုလုပ်ပေးခဲ့ချင်တာရှိတယ်9နှစ်ပြည့်မတိုင်ခင်မှာဆရာဘွားမှာတွေ့ကြုံခဲ့သမျှအတွေ့အကြုံတွေပေါ့ခုနပလန်နေတွေဒီကုမ္ပဏီစနစ်ပြောင်းလဲတာတွေနော်ကုမ္ပဏီကပြောတဲ့ဆရာတို့ကဆက်တက်လုပ်ထားတယ်အဲ့ဒါကိုဆရာသင်တန်းဖြစ်ပေါ့နော်ဆရာအကြံပေးတွေကတော့အခုကုမ္ပဏီကြီးတွေဥက္ကဋ္ဌကြီးတွေပေါ့နော်သူတို့ဖိတ်တာတော့သိန်းရာနဲ့ရှိဆရာတို့ဒါဖိတ်ခေါ်မှပဲရမယ်တိုးတော်လဲဆရာစဉ်းစားတာငါဒီအကြံဉာဏ်တွေကိုစုပြီးတော့ပေးလိုက်မယ်တယောက်ကို50သိန်းလောက်နော်50သိန်းလောက်နဲ့စုလိုက်ရင်10ယောက်လေးရတယ်ဆိုရင်တော့ငါအကြံပေးလို့မရဘူးလား10ယောက်လောက်တော့မျှခံပေါ့နော်အဲ့လိုလေးဆရာအနေနဲ့တော့ဆရာရဲ့ဒီအကြံဉာဏ်တွေကိုတော့ပေးခဲ့ခြင်းနဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတော့ဒီနေ့ဒါဆရာကွန်ပျူတာအဖြစ် gift coupon 9သိန်းတန်လေးပေးထားတာရှိပါတကယ်တော့ဆရာဒီသင်တန်းကိုဈေးကြီးအောင်နော်ဈေးကြီးတယ်လို့မထင်ပါနဲ့ဆရာကတန်ဖိုးကြီးလို့ဈေးကြီးပေးပြီးတော့ဆရာဖွင့်ထားတာပေါ့တန်ဖိုးမထားပါဆိုတော့19သိန်းသင်တန်းကြီးက19သိန်းဒါပေမဲ့အဲ့မှာအကုန်ပါတယ်ဆရာသင်တန်းပေးမယ်အကြံပေးတာပါမယ်ပထမတစ်လ4ရက်သင်တန်းပေးမယ်ဒုတိယလမှာတော့ဆရာနဲ့ consulting 10သိန်းတန် consulting ယူမယ်နောက်ဆရာကတော့ဒီ networking လုပ်ပေးမယ်ရန်ကုန်မန္တလေးလုပ်ငန်းရှင်အနေနဲ့တွေ့ရဆရာတို့ကြံခဲ့တဲ့လကနော်ဆရာတို့မန္တလေးမှာဥက္ကဋ္ဌကြီးတို့နဲ့လုပ်ငန်းရှင်တချို့နဲ့ဆရာတို့ network လုပ်ပေးပါတယ်တော်တော်အကျိုးရှိပါအဲ့လိုပဲဒီကလူတွေမန္တလေးသွားခြင်းမန္တလေးကလူနဲ့ network လုပ်ပေးမယ်ဟိုမန္တလေးကလူတွေကရန်ကုန်လာခြင်းရန်ကုန်နဲ့ network လုပ်ပေးမယ်ဆရာတို့တနင်္ဂနွေသွားဆရာကလုပ်ငန်းရှင်တော်တော်များများနဲ့ရင်းနှီးမျိုး30ပတ်ပြီးတော့အခုလိုစာသင်ခဲ့တာ business management တထေးတော်တော်များများကိုစာသင်ပေးခဲ့ဘူးတဲ့ကုမ္ပဏီတွေတိုင်းဒေသတွေရဲ့တော်တော်နာမည်ရှိတဲ့ကုမ္ပဏီတွေဆိုရင်ဆရာနဲ့မကင်းစာအုပ်တော်၎င်းဆရာအကြံဉာဏ်ပေးတော်၎င်းအဲ့ဒီကုမ္ပဏီကိုသင်တန်းတော်၎င်းဆရာလုပ်ပေးခဲ့ဘူးတယ်နော်ကုမ္ပဏီကြီးတော်တော်များများရှိပါတယ်။နောက်အဲ့ဒီအတွက်ဆရာအနေနဲ့ကတော့ဒီနေ့အားလုံး network လဲတက်နိုင်သမျှရှိပေးမယ် consulting training နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သင်တန်းကြီးကတော့ဈေးကြီးတယ်လို့မပြောပါနဲ့နော်ကြောက်နဲ့okay ဈေးနဲ့ရွှေဈေးတော့ဘယ်တူပါမလဲနော်တူလားဘယ်တူမလဲเนาะအဲ့တော့သင်တန်းကြီးကတော့19သိန်းနဲ့ဖွင့်ပေးထားတယ်တိုးတော်လဲဆိုတော့အားလုံးဒါအဆင်ပြေအောင်ဒီမှာကူပွန်လေးတွေနဲ့ပြန်ပြီးတော့လက်ဆောင်လေးတွေနဲ့တက်တောင့်တက်တာဖြစ်အောင်ပေးထားပါတယ်အဲ့တော့ you think I finish အားလုံးတွေးနေတဲ့အချိန်ဆရာတော့နားဖို့ပြင်နေပြီဆရာပြီးပြီ I finish ငါလုပ်ဆရာရှိတာလုပ်ပြင်တော့ငါနားမယ်ဘာလို့ဆရာနောက် next level တခုတက်ရှင်သေးလို့ဒီ level အတွက်နားတယ်ဆိုတော့နောက် level တစ်ခုမှဆရာသွားကျင်သေးတယ်လုပ်ဆရာလေးအများကြီးကျန်သေးတယ်ဒီ level အတွက်ကတော့ငါဒီလောက်ဆိုကျင်နေပြီမျိုးပေါင်းများဆိုငါလှုပ်ပေးခဲ့ပြီကျောင်းနေလည်းအများကြီးထောင်ပေးခဲ့ပြီ next level အတွက်လှုပ်ရှင်တယ်ဆရာထံကုန်နောက်3-4နှစ်လောက်ဆိုရင် next level သွားမယ်ဒါတော့ခံမှတ်ထားတဲ့ဆုံးဖြတ်ချက်ပေါ့နော်တခုတော့ယာယီပေါ့ okay အဲ့တော့ you think I finish ပါဆရာတော့ပြီးအောင်ပြောတဲ့အတိုင်းပြီးအောင်လုပ်ပေးခဲ့ပြီ VOD တွေ share ရှင်တွေကျောင်းခွဲတွေအကျောင်းသားတွေဆရာပေးခဲ့တဲ့ကတိတိုင်း3-4နှစ်တွင်ကြည့်အောင်လုပ်ပေးခဲ့သိန်းပေါင်း1000လုံးမယ်ပြောတော့လည်း1000ပြအောင်လုပ်ပေးခဲ့အခုလည်း group of company ပြောင်းတယ်သိန်းပေါင်း3000 4000ပြအောင်လုပ်ပေးထားအခု public ပြောင်းမယ်သိန်းပေါင်း3သိန်းပြအောင်လုပ်ပေးထားပြီးရင်တော့အများပြည်သူကထိန်းချောင်းသွားလိုက်ဒါ management ဆက်ပဲအဲ့ဒါဆယ်စုနှစ်ထက်ပိုပြီးတော့မလုပ်ချင် okay ဆိုတော့ကျန်တော့ you think I finish အားလုံးလဲ you think I finish ပေးရလို့ပြောလိုက်ခရီးပေးလိုက် you think I finish you think I finish မနက်ဖြန်ပြီးအောင်လုပ်မနက်ဖြန်ပြီးအောင်လုပ်ဒီနေ့ပြီးအောင်လုပ် you think I finish okay အဲ့ဒါဆရာပြောတာမဟုတ်ကျမပြောတာကျမအဲ့လောက်မြန်နေအလုပ်လုပ်တာ you think I finish ဆရာအရင်ကြိုက်တဲ့စကားလို့သူများတွေးနေကိုလုပ်ပြီးရသူများပြောင်းရင်ကောင်းမလားကုမ္ပဏီ group of company ဟာတနင်္ဂနွေလုံးကောင်းမှာလုပ်ပြီးရ public company ပြောင်းပြီး list လက်လုံးရင်သိမ်းပေါင်းသိမ်းတဲ့ချိန်ဖြစ်မှာပြောင်းအောင်ကောင်းမှာလုပ်ပါ you think I finish မလုပ်ဖ ਨੇ တော့ no မဖြစ်နိုင်okay ဆိုတော့ကျန်အဲ့တော့ think finish ဖြစ်အောင်ကြိုးစားပြီးတော့ဆိုတော့အဖြစ်အားပေးပါတယ်အဲ့တော့ဒီနေ့ we can do a business leader ပါအားလုံးမဖြစ်မနေလုပ်ရင်တော့ဆိုတော့အားလုံးလုပ်နိုင်ပါတယ်ယုံလားယုံပါတယ် we can do it business leader သိန်း100လေးနဲ့ပဲစသိန်း1000လေးပဲစ1000ကဏ္ဍရှိတယ်အလဲတန်းလေးပဲရောက်နေပေမဲ့အထက်တန်းရှိနေတယ်မဖြစ်နိုင်ဘူးလို့မပြောနဲ့နောက်10နှစ်ဆက်တက်ဆရာယုံကြည်တာကငါဘလောက်ခက်ပါစေငါတက်မယ်ခက်ရင်တက်ပါဆရာသိန်း1000လောက်လည်းတော်တော်ခက်ခဲတယ်အဲ့တော့ငါသိန်းပေါင်း1000တက်ခဲ့တယ်ပေါ့ဆရာဘွားဆရာသိန်း1000လောက်တော်တော်ခက်ခဲတယ်ပတ်စံမရှိတဲ့ဘွားငါသိန်း1000တက်မှဒီကိစ္စကိုပြေးလဲအဲ့တော့အခု1000ခန်းလောက်ကဆရာသိအကြောင်းမဟုတ်ရှင်းပေးနိုင်တယ်3လအတွင်းဆရာရှင်းပေးနိုင်တယ်သိန်း1000ခန်းဒါပေမဲ့1000ခန်းဖြစ်လာတဲ့အချိန်ဆရာတက်အောင်မယ်ဘယ်ဟုတ်တက်သိန်းပေါင်း3သိန်းသိန်းပေါင်း3သိန်းကတက်လှမ်းနိုင်တဲ့အချိန်မှာတော့ဒီ1000ခန်းကလွယ်သွားလိမ့်
ဆရာနားတယ်လားငါတဒန်းကိုခတ်ခဲ့တယ်ဒါပေမဲ့ငါ10တန်းမရောက်ခဲ့လို့10တန်းကိုသာငါဖြေနိုင်ပြီဆိုရင်ဒီတဒန်းကငါပြောပြဿနာမဟုတ်ဘူးအဲ့တော့ခတ်ရင်တက်မဲ့သူဘယ်နှယောက်ရှိလဲလက်လေးထောင်ကြွေးကြော် universe ကိုကြွေးကြော် I promise universe I promise universe စัจ java ကိုကြွေးကြော်လိုက်ဂတိပေးလိုက် I promise I commitment okay ဆိုတော့ကျွန်တော်အဲ့တော့ဒီနေ့အဲ့လိုဂတိတန်တိတ်ထန်တဲ့ဂတိသစ္စာတည်သောအခါနွယ်မြတ်တစ်ပင်လေးလောင်ဆေးဘက်ဝင်ရင်ဒီဂတိသစ္စာကိုထိန်းကျောင်းပြီးတော့စူးစမ်းမဲ့လူသားတွေဘာကြောင့်မစွမ်းဆောင်နိုင်ရမလဲစွမ်းဆောင်ခြင်းဆိုတာသစ္စာတည်ရသစ္စာတည်သောသူဒီစွမ်းဆောင်နိုင်စွမ်းရှိတယ်မေတ္တာရှိသောသူဒီအများကိုစည်းရုံးနိုင်စွမ်းရှိတယ်မေတ္တာရှိမှလူပေါင်းများဆိုတော့ BOD ပေါင်းများဆိုတော့စည်းရုံးနိုင်မယ်မေတ္တာတဲ့အပြည့်တော်ရှိရအများကောင်းကျိုးမေတ္တာအပြည့်ရှိမှ BOD အားလုံး shareholder အားလုံးဝန်ထမ်းအားလုံးမိဖက်အားလုံးကကိုယ့်ရှိစည်းရုံးလာလိမ့်။တောင်ဆရာအစုံမင်းလေးတစ်ခုနဲ့အဲ့မှာညီကုန်းချုပ်ချင်ပါတယ်။မေတ္တာဖြင့်လူများကိုစည်းရုံး၍သစ္စာဖြင့်အလုံးများကိုဆွမ်းဆောင်မအောင်ကိုအောင်မြင်။မေတ္တာဖြင့်လူများကိုစည်းရုံးပါ။သစ္စာဖြင့်စီးပွားကိုဆွမ်းဆောင်မအောင်ကိုအောင်အောင်မေတ္တာသစ္စာညီသောအခါအားလုံးအစွမ်းထက်လာလိမ့်။နော်ဒါကြောင့်ဒီနေ့မှာကျင့်စရာအများကြီးမဟုတ်ပါဘူး။ဘာလဲမေတ္တာသစ္စာအဲ့တော့ဒီနေ့တယောက်ကြတဲ့အတွက်အားလုံးအကျိုးရှိမယ်လို့ယုံကြည်ပါတယ်။အကျိုးရှိပါလား။ရှိပါတယ်။အကျိုးရှိတယ်ဆိုရင်အကျိုးရှိအောင်ဘယ်သူလုပ်ခဲ့တာလဲ။အားလုံးရွေးချယ်ခဲ့တာပဲဒီဆီမီနာကြီးရှိနေတယ်ဒီခမ်းမာကြီးရှိနေတယ်အားလုံးဒီထဲကိုရအောင်ဘသူကိုယ်တိုင်ခြောက်လန်းခဲ့တာကိုဂုံပြူသွားဖြစ်လက်ကိုယ်တန်လေးဒီဂုံပြူပေးလိုက်ဆရာအမြဲတမ်းကျေးဇူးတင်တာအားလုံးဒီလူတွေသာမရှိရင်ငါခုံနေနဲ့ပဲနေတိုင်းစကားပြောအောင်တကယ်ပြောတာငါဒီလူတွေသာမရှိရင်ငါကုမ္ပဏီငါဘလောက်ကြီးတိမ်မောင်သိမ်ထွင်းဖြစ်ရှယ်ယာရှင်တွေသာမရှိရင်ငါဘယ်လိုလုပ်မလဲဒီဝန်ထမ်းတွေဘယ်လိုလာစာပေးမလဲဒီเจ้าကြီးတွေငါဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆရာအများတိုင်းတွေးတာကအများဒါကြောင့်နေတိုင်းမြတ်တာပို့စဝိုင်းဝိုင်းပြီးတော့နေတိုင်းမြတ်တာပို့နော်အဲ့တော့ဒီနေ့ဆရာရဲ့ဒါဒီနေ့ကဆရာကဒီခန်းသားကိုလုပ်တဲ့ရည်ရွယ်ချက်တွေကဆရာဒီပညာတွေကိုလည်းပေးချင်တာလည်းတစ်ပိုင်းပေါ့နော်နောက်တစ်ပိုင်းကတော့ဆရာရဲ့ဒီတင်းကိုလည်းဂုဏ်ပြုပေးချင်တာနဲ့ဒါ6လပြည့်ပေါ့နော်ဒါဒီနှစ်ဆိုတော့6လပြည့်တဲ့အချိန်မှာမနှစ်ကတစ်နှစ်လုံးစာဆရာကောင်းကြီးဆိုအချိန်မှာပြောရတာတော့နည်းနည်းနော်ဖြစ်ရပါတယ်မနှစ်ကတစ်နှစ်လုံးစာကိုဆရာတင်းကဒီနှစ်6လနဲ့အပြီးသူတို့ target ပြည့်အောင် management လုပ်ပေးကြတော့တင်းကိုကွန်ပျူတာအပြင်လက်ကုတ်တန်းလေးတီးပါမနှစ်ကတစ်နှစ်လုံးစာလုပ်တဲ့ management ခရီးကိုဆရာတို့ဒါ6လနဲ့သူတို့အများကြီးလုပ်ပေးခဲ့ပါတယ်အဲ့ဒီအတွက်လည်းဆရာဒါပေမဲ့ပေါ့ဆရာကောင်းစုကပြောသလိုပေါ့ inflation rate ကြောင့်လည်းပါလိမ့်မယ်ဆရာတို့အများကြီးတော့အထုတ်အောင်မယ်တိုးတော့ဝရိယတော့မချောဘူးပေါ့နော်ငါနောက်6လကိုတော့အများကြီးလွတ်အောင်မယ်အဲ့တော့ဆရာရဲ့ဒီပေါ့အလှပေါ့အခုကတော့9နှစ်ပြည့်မတိုင်ခင်မှာအလှပွဲတွေအခုလိုတောက်လျှောက်လှုပ်ရှင်နဲ့ share တွေလှူနိုင်တဲ့လောက်လည်းလှူပါမယ်ပြီးရင်လည်းဆရာရဲ့ system တွေကိုမျှဝေပေးနိုင်တဲ့လောက်မျှဝေပါ company ကိုခုလည်းဆရာလှူပေးပါမယ်နောက် share ရဲ့ကောင်းကျိုးကိုလည်းရနိုင်တဲ့လောက်ပြောပေးပါကိုတိုင်းလည်းစံပြရှေ့ဆောင်နှက်ပြလုပ်ပြပါကိုတိုင်းမလုပ်ပြဘဲနဲ့တော့ဘယ်သူမှကိုယ်ယုံကြည်လာမှာမဟုတ်နော်ဆရာတရားလောက်ရတာအရင်ကောင်းတယ်ဆရာလုပ်ပြီးပြီလားအေးငါတော့မနှစ်မှနောက်နှစ်မှလုပ်မယ်နော်ဆိုလို့ကျင်တာအဲ့ဒါဆိုရင်ဆရာလုပ်တာအရင်ကောင်းတာပဲခမ ्या လုပ်ပြီးပြီလားအေးငါတော့သူများပြောတဲ့ကြားပဲဆိုတော့ဘယ်သူမှလိုက်လို့မှာမဟုတ်လူဆိုတာတဲ့အပြောကိုနားထောင်တာတဲ့အလုပ်ကိုနားထောင်တာတင်ရခိုင်နှုန်းပုံများဘုရားအောင်ဆန်းခက်ကပြောခဲ့တဲ့သူတွေအများကြီးပဲတိုးတော့ဘုရားအောင်ဆန်းဒီလုံနိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဒီနေ့မရှိစေကောင်းဘူးညဆရာတို့စင်ကူမှာသပွဲထိုးပြီးတော့ကြောင်းတက်ရှိတယ်ပညာရတစ်ခုဆိုတာရှိတယ်ငွေသိန်းပေါင်းသိန်းနဲ့ရှိဆိုတာရှိတယ်အဲ့ဒီအချိန်မှာဆရာဘယ်စနပလန်ဆွဲတာဘယ်တငယ်ချင်းရမှာမယုံပတ်စံမှမရှိတာဒီလိုကြီးလုံမှာတနိုင်ငံလုံးလုံမှာဘယ်သူမှမယုံဆရာယုံတယ်သိန်းပေါင်း3သိန်းစီမံကိန်းသိန်းပေါင်း1000စပြီးတော့သိန်းပေါင်း3သိန်းအဲ့လိုအဲ့တော့တစ်က belief ကိုယုံမှာနံပါတ်1ကပါလဲ belief ယုံရမှာ1 the best အကောင်းဆုံးဖြစ်အောင်ကြိုးစားဆရာပြောတယ် cause ကိုပဲ iron side အဖက်ကသူများကိစ္စအကျိုးဆိုတာသူများပေးတာအကြောင်းဒီကိုပိုင်တနေ့ကိုဘလောက်အားဆိုင်မလဲတလဘလောက်အားထုတ်ငါဘလောက်ကြိုးပမ်းခဲ့မယ်ဆိုတော့ the best အားနဲ့အင်းနဲ့အမြဲတမ်းအလုပ်လုပ်ရှိသမျှသစ္စာမြတ်တာအပြည့်တော့ okay the best ဖြစ်ပြောတဲ့စကားလုံးတိုင်းမှာ the best စကားလုံးကိုရွေးချယ်ပြီးမှပြောမယ်လုပ်တဲ့အလုပ်တိုင်းမှာ the best ဖြစ်အောင်အမြဲတမ်းလုပ် the best ဖြစ်နံပါတ်1နံပါတ်3 the big လုံးဝလုပ်ကြီးဖြစ်အောင်လုပ်ဟုတ်တယ်အဲ့ဆိုမင်းကလေးယူလာပါပြီးရင်လက်ဆောင်ပေးခြင်းတယ် 3B ကတ်ကလေးယူလာတာစောနောက်ဆုံး B က the big အကြီးဖြစ်အလီဘာဘာတိအကြီးပဲဘုကြောင့်ဆန်တိအကြီးပဲဗုဒ္ဓဆိုတာအကြီးဆုံးကဲတတော် big အဲ့တော့ဆင်းရအနေနဲ့စီဝါရေး business တွေနဲ့ပတ်သက်ပြီး 3B အားလုံးအားပေးလိုက်တယ်1 belief ယုံကြည်ရမယ်
ယုံကြည်ရမယ်ပြီးရင်နှစ်က best အကောင်းဆုံးကြိုးစားရမယ်ဒါတက်ပုံကတ်လေးတက်ပုံပေါင်း best အကောင်းဆုံးကြိုးစားရမယ်နောက်ဆုံး bit အကြီးဆုံးဖြစ်အောင်လုပ်ကြအဲ့တော့မှစီးပွားရေးတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်လို့ဆရာအနေနဲ့အားလုံးကိုယုံကြည်အားပေးရင်မြန်မာနိုင်ငံမှာရှိတဲ့သူတိုင်းအားလုံးဒီယုံကြည်ရာကိုအကောင်းဆုံးလုပ်နိုင်ပြီးတော့အကြီးမားဆုံးဘဝတွေကိုပြောင်းလဲနိုင်ဆိုရင်ရှိရဘဝဆိုတာကိုလှုပ်ရှင်တဲ့အရာတွေကိုလုပ်ခဲ့ဖို့ပဲဒါမှဒီထက်ကနေ exit ထွက်လို့ရเนาะဆရာကတော့ဘဝရှိတဲ့သူတိုင်းကိုလူတိုင်းကိုယုံတယ်เนาะဆရာစဉ်ဘာမရှိညာမရှိဘာမသိညာမသိဘာမလုပ်ညာမလုပ်နိုင်တဲ့ဘဝတစ်ခုကတော့မှဒီလိုလုပ်ခဲ့နိုင်ရင်အားလုံးလုပ်နိုင်မယ်လို့ဆရာအနေနဲ့ဒါယုံကြည်ပြီးတော့ဆရာရဲ့ဒီ bit ဘယ်နဲ့ပတ်သက်ပြီးတော့เนาะအဆိုမင်းလေးတွေအားလုံးကိုဒါနှစ်ခုပေါ့เนาะကျန်တာတွေကတော့ရတယ်သူတို့ဝန်ထမ်းသက်သာရအောင်ရောင်းပေးလိုက်ပါဟုတ်ပြီเนาะအဲ့တော့ bit နဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဒီမှာဆရာကတ်ကလေးတွေနဲ့အားလုံးလက်ဆောင်ပေးမှာဖြစ်ပါတယ်အားလုံးအဲ့တော့ဆရာလက်ဆောင်အစီအစဉ်နောက်ဆုံးပိတ်အနေနဲ့အစီအစဉ်ကတော့ရွေးချယ်ပါတယ်လာယူတဲ့သူရတာပေါ့နော်လာယူတဲ့သူရမယ်โอเคဟုတ်ပြီမပြေဘူးလာရပြီโอเคလာယူတဲ့သူ2ယောက်အိုးဒီကောင်းလေးလက်သွက်လိုက်တာမြန်မြန်ချမ်းသာမှသူတို့ဟဲ့လားโอเค thank you လက်ခုပ်လေးတီးအားပြလိုက်ပါဟုတ်တယ် you think I'm finished သူများယူဖို့စဉ်းစားတဲ့အချိန်ကိုရောက်နေပြီဖြစ်ဟုတ်လားအဲ့တော့အမြန်နဲ့သူရမှာပဲခက်ကမြန်ဆိုတာမြန်တာနော်ရုပ်နဲ့ဘယ်တော့မှအလုံးမလုံးနဲ့ညံနဲ့ရင်လုံးညံဆိုတာအရင်ညံနဲ့လုံးနောက်ညံနေရညံရင်ရုပ်နဲ့လုံးမလားညံနဲ့လုံးပါစီးပွားရေးမအောင်မြင်ခင်ကညံနဲ့မှအောင်မြင်နေပါစေစီးပွားရေးမလုပ်ခင်ကညံနဲ့မှလုပ်ပြီးသားဖြစ်ပါစေအရှိမသိမ်းပေါင်းသိမ်းစီမံကိန်းအကွက်ကြီးပြထားတယ်အကွက်ကြီးနော်သိမ်းပေါင်းသိမ်းစီမံကိန်းရဲ့အကွက်ကြီးအရှိပူရန်ပြီးနှစ်ဝိုင်းမှာအကွက်ဝိုင်းဆွဲပြထားတယ်အားလုံးအဲ့တော့ညံနဲ့အရင်အောင်မြင်နေပါစေရုပ်ကနောက်ကလိုက်လိုက်ရုပ်ကတော်တော်ကြားလိုက်ကောင်ဒီကောင်နော်မန္တလေးကိုသွားကျင်တယ်ဆိုတော်တော်ကြားလာနော်မနက်ဖာမှာရောက်မှာအခုမှလင်းလက်မှတ်စီစဉ်မှာတော်တော်ကြားတဲ့ရုပ်ညံကတော့အခုချက်ချင်းရောက်ဒါကြောင့်ညံသမားတွေဖြစ်မယ်ညံသမားတွေဒီနေ့လက်လေးထောင်ပြီးတော့ကိုကတိပေးကြညံသမားတွေညံရှိပန်းအောင်မြင်ရမယ်ဟဲ့ညံရှိပန်းအောင်မြင်ညံရှိစီးပွားရေးမှာညံရှိပန်းအောင်ကိုအောင်မြင်မှရနော်ဒါကြောင့်ဒီနေ့အဲ့တော့ 3B နဲ့ဆရာအနေနဲ့ယုံကြည်တယ်အဲ့တော့ဆရာဒီနေ့အဓိကနှစ်ရှုံးပြန်ပြီးတော့ recall လုပ်ချင်တာကသိမ်းပေါင်းသိမ်း formula ကိုပေးလိုက်တယ်အဲ့ဒါဒီပါလေလူဘယ်နှယောက်100ထုတ်လုပ်ဝန်ဆောင်မှုပေါင်း1000ဖောက်တယ်ပေါင်း1000သိမ်းပေါင်းသိမ်းအဲ့လိုလုပ်ဖို့အတွက်တန်းကျော်တထေးတို့ရဲ့ရွတ်တဲ့ formula ငါတထေးတွေကိုအားကြတယ်ငါလည်းချမ်းသာမယ်လို့ယုံကြည်တယ်ချမ်းသာတဲ့နေ့သူများတွေကိုမျှဝေပေးမယ်အဲ့ယုံကြည်ချက်နဲ့အလုပ်လုပ်ရမယ်โอเคဆိုလို့ချင်တာနောက်ရေးကြည့်တာတော့ဆိုတော့ပတ်စံရှာနေ3ချက်ပေးလိုက်ပတ်စံလိုအပ်လာရင်ဘန်နေနဲ့ချိတ်ဆက်ရှာမလားရှယ်ယာထုတ်ရောင်းတာပိုကောင်းတယ်ဘန်ကမှကော်ရထော်တောင်းနေဦးမယ်ရှယ်ယာလောက်တာတော့အကောင်းဆုံးပဲဟုတ်ပြီနော်အဲ့တော့ company level ဘယ်နဲ့ဆင်းရှိတယ်3ဆင်းရှိတယ် standard company သေးစမယ်3000လောက်ပိုင်လိမ့်မယ်ရောင်းမှာရှယ်ယာနဲ့လုပ်ပါ group of company လုပ်လိုက်ပါ3000လောက်ပိုင်လာလိမ့်ရောင်းအဲ့တော့ကြာ company အများကြီးရောက်ရှယ်ယာတွေအများကြီးရောက်ပြီး public company ပြောင်းပြီးရင်တော့သိန်းပေါင်း3သိန်းတန်လာလိမ့်အဲ့တော့ကြာအများကြီးပဲရောင်းเสียโอเคဆိုတော့ကျန်တာဒါနဲ့ကြိုးစားအဲ့လိုသွားဖို့အတွက်အရေးကြီးဆုံးအရာကတော့စတို့အားလုံးဝန်ထမ်းတွေအစား BOD တွေအစားဒါရိုက်တာတွေအစားအကုန်လုံးကမျှဝေပိုင်ဆိုင်တော့ဗုဒ္ဓရဲ့ share management စနစ်နဲ့ကိုလိုချင်းနဲ့ရည်မှန်းချက်ကြီးကြောင်းကြီးအကြီးကိုဇေဒီအကြီးကိုစုပေါင်းပြီးတော့တိဆောက်လိုက်ကြကိုမှလည်းအုတ်တက်ချက်နဲ့ဘာမှဖြစ်လာမှာမဟုတ်ကိုမှလည်းဘီလက်မြေတိတ်နဲ့ဘာမှဖြစ်လာမှာမဟုတ်အဲ့ဒါတွေအကုန်ပေါင်းဆောက်ပြီးကိုလိုချင်းနဲ့ဘယ်တုန်းကမှမမျှော်လင့်ထားတဲ့ရည်မှန်းချက်အကြီးကိုတိဆောက်တယောက်တည်းနဲ့တော့ဘယ်တော့မှမပြီးဘူးဒါကြောင့်စတို့ leader ဆိုတာ empire ကိုတိဆောက်နိုင်တဲ့သူ founder ဖြစ်leader ခေါင်းဆောင်နေဆို empire တစ်ခုကိုတိဆောက်ခဲ့အဲ့ဒီတို့အားလုံးအကောင်းဆုံးအကြီးမားဆုံး empire တစ်ခုကိုတိဆောက်ဖို့အတွက် business empire တစ်ခုကိုတိဆောက်ဖို့အတွက် belief ယုံကြည်ပြီးတော့ the best အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ big ကြီးကျယ်မြင့်မြတ်တဲ့လုပ်ငန်းစုကြီးကိုပိုင်ဆိုင်တဲ့ future business leader ကြီးတွေဖြစ်ပြီးတော့မိဘဆရာသမားလုပ်ဖို့ကိုင်ပန်းများကိုဘဝကိုယ့်ရဲ့တန်နေရာမှာကျေးဇူးရှိတဲ့သူတွေကျေးဇူးဆက်နိုင်တဲ့လူတော်လူကောင်းသူတော်သူကောင်းခေါင်းဆောင်ကောင်းများဖြစ်ကြပါစေဆုတောင်းပဏာမေတ္တာသစ္စာပြု၍ဤခါမထက်ကိုနောက်တစ်ချိန်မှာဒီနေ့ပြောသောစကားလုံးတို့သိတဲ့နောက်9နှစ်မှာသစ္စာတည်ပါစေနောက်10နှစ်မှာလက်တွေ့ဖြစ်လာပါစေဆရာရဲ့ပြုခဲ့သမျှကုသိုလ်ဒါနကုသိုလ်သီလကုသိုလ်ပညာကုသိုလ်တွေကုသိုလ်အမျှပေးအားလုံးလည်းဖြစ်ကြပါစေဆုတောင်းပဏာမေတ္တာသစ္စာပြုရင်အိမ်မြလို့နေကုန်ရှုံးမပြုပါကျေးဇူးအများကြီးတင်ပါတယ် thank you ကျေးဇူးပါရပြီ